မြတ်ဗုဒ္ဓဤဘဝနှင့်ဝါဆိုလာပြီအမှတ်တရဒီကနေ့မြန်မာပြက်ကလေးအရာဝါဆိုလာပြီနေ့ကြာရောက်လာတာအဲ့ဒီဝါဆိုလာပြီနေ့ဟာလွန်ခဲ့တဲ့နှစ်ပေါင်း1600ကျော်ကဒီဝါဆိုလာပြီနေ့မှာမြတ်ဗုဒ္ဓရဲ့ဘဝနဲ့ဆက်ဆက်ပြီးတော့ထူးခြားတဲ့ဖြစ်စဉ်တွေဟာ၄မျိုးကြုံခဲ့တယ်ဆိုတာမှတ်သားနိုင်ကြဖို့ဝါဆိုလာပြီနေ့ရောက်တိုင်းရောက်တိုင်းမြတ်ဗုဒ္ဓရဲ့ဘဝနဲ့ဘယ်လိုဆက်ဆက်နေတယ်ဆိုတာဘုရားကိုကိုယ်ကိုယုံကြည်အားကိုးကြတဲ့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့ကုသိုလ်တရားဖြစ်ပွားစိမ့်သောငါဒီတရားကိုမှတ်သားနိုင်ကြဖို့ပေါ့ဒါကြောင့်မို့မြတ်ဗုဒ္ဓ၏ဘဝနှင့်ဝါဆိုလာပြီနေ့အမှတ်တရလို့ဝါဆိုလာဆိုတာကိုအိန္ဒိယနိုင်ငံအသုံးပြုခဲ့တဲ့စကားလုံးနဲ့ပြောလို့ရှိရင်အာတန်လလို့ခေါ်တယ်ကဆုံလာကြတော့ဝေစာခဒါကြောင့်မို့ခဆိုတာကိုပြီးပြင်းပြင်းမဆိုဘဲနဲ့ဝေဆက်ဆိုပြီးတော့ကဆုံလာပြီကိုတော့ဝေဆက်ဆိုပြီးတော့တော်တော်များများသိနေကြကဘာမှာလည်းဒီအသုံးကိုသုံးတယ်တက္ကရာ2000ပြည့်ကUnited Nation လို့ဆိုတဲ့ကမ္ဘာကုလသမဂ္ဂမှာမြတ်ဗုဒ္ဓရဲ့အမတ်တရားနေထူးနေမြတ်ဖြစ်တာဖြစ်သောကြောင့်ဝေဆတ်ဒေးကိုဂိဇက်တဲ့ဟောလီဒေးဖြစ်သတ်မှတ်ကြေညာခဲ့တာဘုရားဘာသာနိုင်ငံတွေကဆုံလာပြီနေ့ဆိုအမတ်တရားမြတ်ဗုဒ္ဓရဲ့ဘဝနဲ့ဆက်ဆက်နေတဲ့နေ့အဖြစ်မှတ်သားကြပြီးတော့အလုပ်တွေအလားရဲ့ holiday ဖြစ်ဒီကမ္ဘာလုံးကအတိမတ်ပြုတဲ့နေ့ဖြစ်သွားတယ်အဲ့တော့စဉ်းစားကြည့်မယ်ဆိုရင်မြတ်စွာဘုရားရဲ့ဒီမွေးနေ့လို့ပဲပြောထူးခြားတဲ့ဝေဆက်လို့ခေါ်တဲ့ကဆုံလာပြီနေ့ဟာတက္ကရာ2000ကျမှဒီကမ္ဘာလုံးကနေပြီး holiday ဖြစ်သတ်မှတ်ခြင်းခံရတယ်ဆိုတဲ့အဓိပ္ပာယ်ရမတမနောက်ကျသွားတယ်လို့ပြောအခုဝါဆိုလာပြီနေ့ဆိုတာလေမြန်မာနိုင်ငံရဲ့ပြန်တန်းတွေမှာဆိုလို့ရှိရင်ဝါဆိုလာပြီနေ့ဟာ gazetted holiday ပဲရုံးရက်အားရက်နေ့တစ်ခုဖြစ်သတ်မှတ်ထားတာအဲ့ဒီဝါဆိုလာပြီနေ့ဟာလေမြတ်ဗုဒ္ဓရဲ့ဘဝနဲ့ပတ်သက်ပြီးတော့ဆက်ဆက်လို့ကြုံတွေ့ရတဲ့အဖြစ်အပျက်က၄ချိန်တောင်မှကြုံခဲ့ရတယ်မြတ်စွာဘုရားနဲ့ပွားသက်ပြီးတော့၄ကကဆုံလာပြီကိုမြတ်စွာဘုရားရဲ့လက်ရှိဘဝနဲ့ပြောမယ်ဆိုရင်၃ကတန်တရားဘဝပါထည့်ပြောမယ်ဆိုရင်၄ကဆုံလာပြီနေ့ကဗျာဒိတ်တော်ခံဖွားပွင့်စံလို့ဆိုတဲ့အတိုင်းဒီပင်ကရာမြတ်စွာဘုရားထံကဗျာဒိတ်တော်ခံရတာလဲကဆုံလာပြီနေပဲဖွားတော်မူတာလဲကဆုံလာပြီနေပဲဖျားဖြစ်သူရောက်တာလဲကဆုံလာပြီနေပဲပြိဋိဘံစံတာလဲကဆုံလာပြီနေပဲလို့သို့တော့အင်္ဂလိပ်လိုရေးသားတဲ့စာအုပ်တွေထဲမှာတော့ 3 times a sacred day လို့၃ချိန်ပဲရေးသားလေးရှိကြတယ်ဗျာဒိတ်တော်ခံကိုသိတာဥဒ္ဓမနဲတယ်ပေါ့၃ချိန်ပဲမြတ်စွာဘုရားဘဝနဲ့လက်ရှိဘဝနဲ့ပြောမယ်ဆိုရင်၃ချိန်လို့ပြောဒီဝါဆိုလာပြီနေကြတော့၃ချိန်မကဘူး၄ချိန်မြတ်စွာဘုရားဘဝနဲ့ဆက်ဆက်တဲ့ထူးခြားတဲ့ဖြစ်စဉ်တွေမှတ်တမ်းတင်ရမှာဖြစ်တယ်ပေါ့ဒါကြောင့်မို့ဝါဆိုလာပြီနေရောက်တိုင်းအဲ့ဒီ၄မြို့တဲကတပတ်စကြာအခါတော်နေ့ဖြစ်တာလဲလူသိများပြီးတော့နေကြတယ်ကျန်တာတွေတိမ်မြုပ်ပြီးတော့နေတယ်အဲ့တော့တပတ်စကြာအခါတော်နေ့ဆိုတာအဖြစ်ပြက်၄ခုတည်းကတစ်ခုမျှတာဖြစ်တယ်ပေါ့
အားလုံးမြတ်စွာဘုရားဘဝနဲ့ဆက်ဆက်ပြီးတော့ပြောမယ်ဆိုရင်၄ခါလို့အဲ့ဒီ၄ခါကိုမှတ်သားကြပါဘုရားဝန္တအထက်ကထာမှာ၄ခါပြုံးကျုံအပ်ပုံနဲ့ပတ်သက်ပြီးတော့ဘယ်လိုရေးသားမှတ်တမ်းတင်ထားတော့ဆိုမဟာပုရိသောပနဥတ္တရာတန်လနခတေနေဝမတုကုတ်စိန်ဩကမတိဥတ္တရာတန်လဆိုတာဝါဆိုလပြည့်နေ့ကိုအာတန်လနခအာတန်လဆိုတဲ့လာရရဲ့နာမည်ကနခနာမည်ကြီးပဲအကုန်လုံးကောင်းကင်ကနခနဲ့လာပြည့်ဝန်းတို့ရှင်တွဲပြီးတော့ထွက်ပေါ်လာတဲ့အမှတ်သားနဲ့လာတွေကိုပေရင်ကျမ်းကနေမှာခေါ်ဆိုးလာခဲ့တာဒါကြောင့်မို့လာရရဲ့နာမည်ဟာနခနဲ့တွဲပြီးတော့ခေါ်တယ်မြန်မာတွေကြတော့မြန်မာကလင်နာမှာတော့အဲ့လိုခေါ်တာမဟုတ်ဘူးနော်တကူးဆိုတာနှစ်တကူးတဲ့လာမို့ခေါ်တာနဲ့တူပါတယ်တာကူးလို့ခေါ်ကြဟုတ်နောက်ပိုင်းကျတော့ပြောင်းလဲလာတာအတာကူးပြောင်းလို့တာကူးကနေတကူးလို့ဒီလိုအဲ့ဒါလို့ပြောင်းလဲခေါ်မှုတွေပေါ့ဝါဆိုဆိုတာကြတော့တန်ဃာတွေဝါဆိုတဲ့လာမို့ခေါ်တယ်အဓိပ္ပာယ်ရတယ်ဝါခေါင်ဆိုတာကြတော့ခေါင်ဆိုတာကဟိုမိုးခေါင်တဲ့အခေါင်မျိုးပြောတော့မဟုတ်သူကတန်းခေါင်ဆိုတဲ့ဟာမျိုးတန်းခေါင်ဆိုတာညရဲ့ဗဟိုချိန်ကိုပြောတာပဲအလယ်ကျတဲ့ချိန်ကိုပြောခုကလည်းဝါခေါင်ဆိုတာပြောလိုက်တဲ့အခါကျတော့3လထဲမှာသူကအလယ်ခေါင်ကျတဲ့လလို့ဒီလိုဆိုလိုတာပေါ့နော်တော့ကနေ့ခေတ်မြန်မာပြည်မှာတော့ဝါဆိုလာပြီကျော်တရက်နေ့မှဝါဆိုတာဖြစ်တော့ကြောင်းဝါဆိုလာဇန်တရက်နေ့မဟုတ်သည့်အတွက်ကြောင့်လအလယ်ကောင်ကြတယ်လို့ပြောလို့မရဘူးသို့တော့အိန္ဒိယထုံးတမ်းစင်လာရပြောမယ်ဆိုရင်ဝါဆိုဝါကောင်တော်တလင်းသတင်းကျွတ်လို့ဒီလိုရှိတဲ့ထဲမှာသူကအလယ်ဘဟိုကြတယ်ပေါ့အဲ့ဒါကြောင့်မလို့ဝါကောင်လကိုဝါရဲ့အလယ်ကောင်ကြလို့ဝါကောင်လို့ခေါ်လာပုံရတယ်ပေါ့ရှင်းတော့ကတော့ဝါကောင်လို့ခေါ်တာမဟုတ်ဘူးရှင်းတော့ကဝါကောင်လကိုနံကာလလို့လည်းသုံးတယ်ဒီဓမ္မစကြာနေတယကိုကုန်းမောင်ခေဘာကြီးတော်မင်းလက်ထက်လောက်ဘာကြီးတော်မင်းလက်ထက်အမရပူရမြို့မှာနမတော်မေနုကကိုးကွယ်တဲ့ဆရာတော်ဥပုပ်ရေးတဲ့နေတယအဲ့ဒီဆရာတော်ဥပုပ်ရေးတဲ့နေတယထဲမှာဏိကုံးမှာဘာပြထားတော့ဆိုလို့ရှိရင်ဓမ္မစကြာနေတယအဆုံးမှာဘယ်နေ့ဘယ်ရက်မှာသူပြီးတယ်ဆိုတာကိုမှတ်တမ်းတင်ထားတဲ့ထဲမှာသာဝဏီနံကာလ၌လို့အဲ့လိုရေးထားတယ်နော်နံကာလကိုရေးတာမသိတဲ့လူကစာသွားပြင်နံကာလတော့မဟုတ်တော့ဘူးနံနဲ့ကာလလို့သွားပြင်မဟုတ်ဘူးနံကာဆိုတာဒီဝါကောင်ကိုပြောတာနော်မသိတဲ့လူကလည်းဒုက္ခတော်တော်ပေးတယ်နံတော့မဖြစ်တော့ပါဘူးနံနဲ့ကာလပဲဖြစ်ပါလိမ့်မယ်ဆိုပြီးတော့နဲ့သွားထဲနဲ့သွားထဲတဲ့အခါကျတော့လာမဟုတ်တော့ဘဲနဲ့မနဲ့ပိုင်းဖြစ်သွားပြန်ဆိုတော့အဲ့ဒါလို့မဟုတ်ဘူးတာဝဏဆိုတော့ဝါကောင်လရှေးမြန်မာဝေါဟာရနံကာလလို့ဒီလိုဝါဆိုလာကြတော့ဗမာတွေရှေးအောင်အခေါ်ကနွယ်တာလလို့ခေါ်တယ်နွယ်တာလလို့ခေါ်တယ်ဒါသိသမျှပြောပြတာနော်အခေါ်တွေပြောင်းသွားတော့ဂဏိခေလူတွေဘုန်းကြီးကဂဏိခေလူသားမဟုတ်ဘူးအဲ့တော့ဂဏိခေလူတွေကဒါတွေသိမသိကြတော့ဘူးနော်နွယ်တာလလို့ခေါ်တယ်နွယ်တာလတို့နံကာလတို့ဒီလိုခေါ်လာတာအခေါ်တွေကပြောင်းလဲလာပြောင်းလဲမှုတွေရှိတယ်ဒါကြောင့်ရှေးတုန်းကဘယ်လိုခေါ်တယ်ဆိုတာလဲသိတဲ့တယ်ပေါ့မြန်မာလူမျိုးတွေရဲ့ဒီပြက်ကလေးနဲ့ပတ်သက်ပြီးတော့လတွေဟာရှေးအခေါ်တွေကပျောက်ဆုံးပြီးတော့သွားတယ်တခါတရံတွေးရှိနိုင်သေးတယ်ပေါ့အဲ့တော့ဒီမှာပါဠိဘာသာနဲ့ခေါ်တဲ့အခါကျတော့အာတန်လဆိုတာဝါဆိုလလို့ဒီလိုခေါ်တယ်ဘာဖြစ်လို့အာတန်လလို့ဝါဆိုလလို့ခေါ်တာတုံးဆိုကောင်းကင်နက္ခတ်ကအာတန်လီဆိုတဲ့နက္ခတ်ရှိတယ်အဲ့ဒီနက္ခတ်နဲ့လပြည့်ဝန်းကြီးဟာရှင်တွဲပြီးတော့ထွက်ပေါ်လာတာဖြစ်သောကြောင့်ဝ
ဝါဆိုလကိုအာတန်လလို့ဒီလိုခေါ်တယ်အဲ့ဒါကိုတီဟိုနိုင်ငံမှာတော့ဒီလကိုခေါ်တဲ့အခါအဆလလို့ဒီလိုခေါ်တယ်နီးအတန်နီးတယ်ပေါ့အဆလကိုပဲအဆလလို့ဆိုတာသူတို့အတန်တွဲနဲ့အဲ့တော့နက္ခတ်ရဲ့နာမည်တွေနဲ့သူတို့အိန္ဒိယနိုင်ငံကဒီလိုပေးသွားအဲ့ဒါကြောင့်မို့ဒီအာတန်လနက္ခတ်နဲ့ဆက်ဆက်ပြီးတော့ဘုရားလောင်းဟာမေရောဝမ်းထဲမှာတန်တေခတာဟောဒီဝါဆိုလာပြီးနေပဲလို့ဆိုလို့မေရောဝမ်းနဲ့တန်တေခတယ်လို့ဆိုတော့တန်တေမခခင်ဘယ်မှာရှိတာတုံးလို့မေးမယ်ဆိုလို့ရှိရင်တုတ်တိတနတ်ပြည်မှာတေတကေတုနတ်သားဘဝရှိနေတယ်အဲ့ဒီနေ့မှာပဲနတ်သက်စိတ်လို့နတ်ပြည်ကနတ်တွေပြမာတွေကဝိုင်းဝန်းတောင်းပန်မှုကြောင့်နတ်သက်စိတ်လို့ပါရမီပြည့်နေတဲ့ဘုရားလောင်းဟာမေတော်ဝမ်းထဲကိုတဏိခတဲ့လဟာအခုလိုဝါဆိုလာပြီးနေပဲဖြစ်နေတယ်ပေါ့ဒါမြတ်စွာဘုရားနဲ့ဘဝနဲ့ပထမဆုံးဆက်ဆက်တယ်နောက်တစ်ခုကတော့ဘာလို့ဆိုရင်မဟာဘိနိကမနဘုရားလောင်းတော်ဟာတန်ဝေကရပြီးတော့နန်းတော်ကနေထွက်ခွာပြီးတောထွက်သွားတာအဲ့ဒါလည်းပဲဝါဆိုလာပြီးနေ့ညကြီးမှာတောထွက်တာတဲ့ဟောဒီနေ့ညတကောင်မှာတောထွက်တယ်လို့ဘုရားလောင်းတောထွက်တဲ့ညလည်းပဲတောထွက်တဲ့လဟာလည်းပဲဝါဆိုလာပြီးနေ့ပဲဖြစ်တယ်ပေါ့ဒါဒုတိယတတိယကြတော့ဓမ္မစကြာဟောတာဝါဆိုလာပြီးနေ့ပဲဣတိပတနာမိဂရာအောင်တော်မှာဓမ္မစကြာတရားဟောပြောခဲ့တယ်ဟောဒီဝါဆိုလာပြီးနေ့ပဲနောက်တစ်ခုကတော့ဘာလို့ဆိုဖျားဖြစ်လို့ခုနဝါမြောက်တဲ့အချိန်မှာရေမီးအစုံတကိုးပြာတွေကပြပြီးတော့တာဝရိန္ဒနတ်ပြည်ကြွသွားတာလည်းပဲဝါဆိုလာပြီးနေ့ပဲအဘိဓမ္မာတရားဟောဖို့တာဝရိန္ဒနတ်ပြည်ကြွသွားတာဝါဆိုလာပြီးနေ့ပဲအဲ့တော့ဝါဆိုလာပြီးနေ့ဟာအလောင်းတော်ဘုရားမိခင်ဝမ်းထဲမှာတန်လေးတည်ခြင်းတောထွက်ခြင်းတပတ်စကြာတရားဟောပြောခြင်းဖျားဖြစ်လို့ခொနဝါမြောက်မှာတကိုးပြာရိဟာကိုပြပြီးတာဝရိန္ဒနတ်ပြည်ကြွရောက်ခြင်းဆိုတဲ့ထူးခြားတဲ့ဖြစ်စဉ်တွေဟာဒီတရက်ထဲမှာဖြစ်ပေါ်လာခဲ့တယ်လို့ဒါကြောင့်မို့ဝါဆိုလာပြီးနေ့ဟာတပတ်စကြာအခါတော်နေ့တယ်မကဘူးနော်မေတော်ဝမ်းတန်တေတီတဲ့အခါတော်နေ့လည်းဖြစ်တယ်တောထွက်တဲ့အခါတော်နေ့လည်းဖြစ်တယ်နောက်တစ်ခုကတော့တကိုးပြာရိဟာပြပြီးတော့တာဝရိန္ဒနတ်ပြည်ကြွတော်မူတဲ့အခါတော်နေ့လည်းဖြစ်တယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့ဒီကအမတ်တရားဖြစ်စိမ့်သောငါတရေခတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့အခြေအနေထားတွေကိုအဲ့ဒီနေ့ကဘာတွေဖြစ်ပျက်ခဲ့တယ်လဲဆိုတာစာပေကျမ်းကမှာမှတ်တမ်းတင်ထားတာရှိတယ်မေရောမာယာသုဒ္ဓရဏမင်းကြီးနဲ့မေရောမာယာတို့ကနေပြီးတော့ဘုရားလောင်းဟာမွေးဖွားလာအဲ့တော့မာယာဒေဝီလို့ခေါ်တဲ့ဘုရားရဲ့မေရောကြီးဟာဒီဆယ်ကျော်သက်ရွယ်မဟုတ်ဘူးဘုရားလောင်းတန်နေခါတဲ့အချိန်မှာနေတတ်ထိန်တတ်နဲ့တည်တည်ငြိမ်ငြိမ်ရှိပြီးတော့ရင့်ကျက်တဲ့အရွယ်ရောက်သွားတယ်အလုံးခံမှန်းပြီးတော့ပြောတဲ့အခါဘုရားလောင်းတန်နေခါတဲ့မေတော်ကြီးရဲ့အရွယ်ဟာဘယ်ချိန်လုံးဆို55နှစ်တဲ့နော်55နှစ်မြန်မာတွေကတော့အခုအသက်40ဆိုသွေးဆုံးတယ်လို့ပြောကြတယ်နော်အဲ့တော့ဘုရားလောင်းမေတော်ကြီးဟာ55နှစ်မှတူရီတော်သားဖြစ်တဲ့ဘုရားလောင်းကိုဝင်ရတာပေါ့အဲ့တော့ဒီဝါဆိုလမ်းကြီးနေမှာထူးခြားတဲ့ဖြစ်ပျက်တွေဖြစ်တယ်သက်50ဆိုတော့အမှန်တမ်းတည်ငြိမ်ပြီးတော့ရင့်ကျက်တဲ့အရွယ်ဖြစ်လာပြီတည်ငြိမ်တယ်ရင့်ကျက်တယ်အသိပညာလည်းအလွန်ထက်မြက်တယ်
ဝါစုလပြည့်နေ့မရောက်ခင်ကတည်းကသရင်သီလတွေစောင့်တည်ပြီးတော့အဲ့ဒီခေတ်အတိုင်းအတာရပေါ့ဘုရားမပွင့်သေးတော့သမထဝိပဿနာဆိုတာတွေတော့ကျင့်နိုင်တာမဟုတ်ဘူးသို့တော့ကိုချင်းသီလဥပုသ်ဆောင်တာတွေဘာတွေကတော့ရှိတယ်ပေါ့အဲ့ဒီချိန်သူတော်စင်တွေရဲ့ဟောပြောချက်အရမေတော်ကြီးကလပြည့်နေ့မှာဥပုသ်ဆောင်ဒီဥပုသ်ဆောင်တဲ့အလေးထားဟာဘုရားပွဲမှာပေါ်တာမဟုတ်ဘူးเนาะဒါကြောင့်မို့အဲ့ဒီဥပုသ်သတင်းစောင့်တည်ပြီးတော့အိယာဝင်အိပ်ဆက်တဲ့အခါမှာညတကောင်ကြော်သွားပြီးပစ္စည်းမယံလို့ခေါ်တဲ့နောက်ပိုင်းရောက်လာတဲ့အချိန်မှာလင်းအားကြီးအချိန်မှာအိမ်မက်မက်တယ်အိမ်မက်မက်တယ်ဆိုတဲ့ဟာအိပ်ပျော်နေတော့မက်တာမဟုတ်ဘူးနိုးနေတော့လည်းမက်တာမဟုတ်ဘူးဘဝင်စိတ်နဲ့အိမ်မက်မက်ဘူးနိုးတဝက်ပျော်တဝက်အိတ်တဝက်နိုးတဝက်လို့ခေါ်တယ်ဘဝင်ဖြစ်လိုက်ဝီထိဖြစ်လိုက်နှစ်ခုစကြားလေးမှာအိမ်မက်ဆိုတာမက်တတ်တယ်အိမ်မောကြနေပြီဆိုရင်အိမ်မက်မက်ဘူးနော်ဖြတ်ခနဲ့နိုးတယ်ဆိုရင်ပဲလူကသိတဲ့အနိုးမျိုးမဟုတ်ဘူးဒါကြောင့်မို့စာပေကျမ်းကမှာဘယ်လိုဆိုတော့ဆိုကပိမိတ်္တပရောကပိမိတ်္တကပိမိတ်္တပရိတာဆိုကပိဆိုတာမြောက်မိတ်္တဆိုတာငိုက်တာမြောက်ငိုက်တယ်လို့မြောက်ဆိုတာတစ်ပင်မောနေတဲ့အကောင်ဆိုဖြတ်ခနဲ့အိပ်ပြောက်သွားလိုက်ဖြတ်ခနဲ့နိုးလိုက်ဒီလိုအဓိပ္ပာယ်မျိုးဆိုလို့တယ်နော်အဲ့ဒီလိုနိုးလိုက်အိပ်လိုက်နိုးလိုက်ပျော်လိုက်ဆိုတဲ့အချိန်လေးမှာနိုးလိုက်တဲ့အချိန်လေးမှာခံစားမှုဓာတ်တွေစိတ်ထဲမှာဝင်လာတယ်သို့မဟုတ်ထင်အောင်မြင်အောင်နေအတိတ်နိမိတ်တွေလိုဟာမျိုးတွေအိမ်မက်တွေမက်လာအဲ့တော့အိမ်မက်မက်တယ်ဆိုတာအိမ်မက်နဲ့ပတ်သက်လာလို့ရှိရင်တော့အချင်းချုပ်ပြောရမယ်ဆိုရင်အိမ်မက်မက်တာအကြောင်းလေးမျိုးရှိတယ်ကျမ်းမာရေးကြောင့်လည်းမက်တယ်နံပါတ်1ကဥပမာခန္ဓာကိုယ်ကအေးတွေများနေတယ်အပူတွေများနေတယ်လေတွေများနေတယ်ဆိုတာဆိုတခုဓာတ်၄ပါးတွေဟာမညီမျှဘူးဖြစ်နေတယ်အေးများနေပြီဆိုရင်ရေချိုးရတယ်လို့ဘာလို့အိမ်မက်မက်တယ်ရေချိုးနေတယ်လို့အိမ်မက်မက်ရေထဲကူးနေရတယ်အိမ်မက်မက်လေတွေများနေရင်တော့ကောင်းကင်ပြန်ရတယ်လို့ဘာလို့အိမ်မက်မက်တယ်ဒါလေတွေရဲ့သဘာဝနဲ့နှိစက်တာဟုတ်မဲ့မျိုးစုံပေါ့နော်အဲ့ဒါလို့စိတ်ရခံစားမှုတွေနဲ့ရုပ်ရခံစားမှုတွေနဲ့တွဲဆက်ပြီးတော့ဖြတ်ခနဲ့အိမ်မက်ဖြစ်ပေါ်လာတယ်အဲ့ဒါဓာတုခောဘလို့ခေါ်တယ်ဓာတ်လေမငြိမညွတ်ဖြစ်တဲ့အခါမှာလည်းမက်တတ်တယ်အဲ့ဒီအိမ်မက်ရဲ့ result ကတော့ဘာမှမထူးကျမ်းမာရေးကြောင့်မြတ်တဲ့အိမ်မက်မျိုးအကျိုးပေးတဲ့ဟာမျိုးမဟုတ်ဘူးနောက်တစ်ခုကြတော့ဘာလို့ဆိုရင်အနုဘူတပုပ္ပတဲ့နေ့လည်ကတွေ့ကြုံတာတို့ဟိုနေ့ကတွေ့ကြုံတာတို့ဟိုတစ်ခါတော့ကြုံခဲ့တာတွေစိတ်ထဲမှာစွဲနေတဲ့ကြုံတွေ့မှုတွေအတွေ့အကြုံတွေကိုစွဲပြီးတော့ဖြတ်ခနဲ့အဲ့ဒါလေးတွေကအပိုင်းစားလေးတွေဖြစ်ပြီးတော့ထင်အောင်မြင်အောင်ဖြစ်လာတာအဲ့ဒါကြတော့ကြုံမှုတာကိုစွဲပြီးတော့မက်တယ်လို့ခေါ်တယ်အဲ့ဒါလည်းအကျိုးအပြစ်ဘာမှမဖြစ်ဘူးနောက်တစ်ခုကြတော့ဘာလို့ဆိုရင်ကိုယ်လိုလားတဲ့နတ်ဖြစ်စေမလိုလားတဲ့နတ်ဖြစ်စေကိုယ်နဲ့အနီးရှိနေတဲ့နတ်ကတခါတလေနတ်ပြောတာလဲအကုန်မယုံနဲ့နတ်က6တွန်းနေတဲ့နော်နတ်ကကိုယ်ကိုမကျင်လို့မှားတာနည်းနည်းပဲချကျင်လို့ကများတယ်အဲ့ဒါလို့6တွန်းလို့မဲ့တာမျိုးလဲရှိတတ်တယ်တဲ့အဲ့ဒါကြတော့အမှန်မဟုတ်ဘူးတဲ့တခါကြတော့နတ်ကတတိပေးလို့မဲ့တာမျိုးမှန်တဲ့ခါမှန်တယ်မမှန်တဲ့ခါမမှန်ဘူးတဲ့အဲ့ဒါကြဟောနောက်ဆုံးတစ်ခုကြတော့ဘာလို့ဖြစ်ပေါ်လာမဲ့အခြေအနေတစ်ခုကိုအရေးပြတဲ့အနေနဲ့ကြွတင်ပြီးတော့ဖြစ်ပေါ်လာတဲ့ပုပ္ပနမိတ်လို့ခေါ်တယ်ရှေ့ပြေးနမိတ်အနေနဲ့မက်တတ်တယ်အဲ့ဒါကြတော့မှန်တယ်မှန်တတ်တယ်အခုဘုရားလောင်းမေတော်ကြီးမာယာဒေဝီဟာညအိပ်ဆက်ရင်ကနေပြီးတော့နက်နက်မလင်းခင်မှာအိမ်မက်မြင်မက်တာဘယ်လိုမြင်မက်တုံးလို့ဆိုတော့သူအိပ်ဆက်နေတဲ့အချိန်မှာအရာလေးမျက်နှာကဝိုးဝင်းဝင်းနဲ့နမင်းကြီး၄ယောက်ကရောက်လာတယ်
ရောက်လာပြီးတော့သူအိတ်နေတဲ့တလွန်ကြီးနဲ့ကွာထမ်းယူသွားကြတယ်ဟိမန္တာတောင်ဘက်ကိုမယူသွားကြတယ်အိမ်မက်ထဲမှာနော်မယူသွားပြီးတော့ဟိမန္တာတဲ့ကငွေတောင်နာကကြောက်လှိုင်ကူကြီးတဝင်းဝင်းတလက်လက်နဲ့လွန်လှပတဲ့ကြောက်လှိုင်ကူကြီးထဲမှာသူ့ကိုအဲ့ဒီနာမှာချထားတယ်အနောဒရေအိုင်ကြီးဘက်ကိုမယူသွားကြတယ်မယူသွားပြီးတော့သူတို့ကအဲ့ဒီလိုမပြီးချထားတဲ့အချိန်မှာနတ်ပင်းကြီး၄ယောက်ရဲ့နဲ့ပတ်သက်တဲ့နတ်သမီးတွေပေါ့နတ်သမီးတွေကအဲ့မှာရောက်လာကြတယ်ရောက်လာပြီးတော့နတ်သမီးတွေကအနောဒရေအိုင်ကြီးထဲမှာရေအိုင်ထဲမှာသူ့ကိုရေချိုးပေးကြအိမ်မက်ကလည်းကြာကြာနာနာမဲ့နေတာနော်သူရေချိုးပေးရလို့နန္တာတွေလင်းကြံပြီးတော့ရေချိုးပေးအဲ့ဒီလိုရေချိုးပြီးတော့တလုံးပေါ်မှာပြန်သိပ်တယ်ပြန်သိပ်ပြီးတော့ခုနငွေတောင်လှိုင်ကူကြီးထဲမှာမယူသွားကြပြီအဲ့ဒီမှာထားအဲ့ဒီအချိန်မှာဟိမန္တာငွေတောင်ကြီးပေါ်မှာကျက်စားနေတဲ့ဆင်မြူတော်ကြီးတကောင်ဆင်မြူတော်ကြီးလာနေတာမြင်ရတယ်အဲ့ဒီဆင်မြူတော်ကြီးကတောင်ပေါ်နေဆင်းပြီးတော့တဖြည်းဖြည်းလာပြီးအဲ့လှိုင်ကူကြီးထဲဝင်လာတာဝင်လာပြီးတော့မေတော်ကြီးအိတ်နေတဲ့တလွန်ကိုသုံးဘက်ပတ်လိုက်တယ်လက်ရရည်သုံးဘက်ပတ်ပြီးတော့ဆင်ကြီးကရှေ့ခြေနှစ်ဘက်ကိုတုပ်ပြီးမေတော်ကြီးရဲ့နာမောင်းကြီးနဲ့မေတော်ကြီးရဲ့ဒီဝမ်းဘိုက်လက်ရဘက်ကနေပြီးတော့နာမောင်းကြီးနဲ့ထိပြီးတော့ဘလောက်များအေးဆက်ကြီးဖြစ်နေလဲတော့မသိဘူးအဲ့ဒီဝန်းထဲကိုခွဲပြီးတော့ဝင်သွားတယ်ဆိုတဲ့အိမ်မက်ပဲဆင်မြူတော်ကြီးကမေတော်ကြီးရဲ့ဝန်းထဲကိုဝင်သွားတယ်ဆိုတဲ့အိမ်မက်ပဲဟောစိတ်ထဲကမက်တာပေါ့ဆင်ကြီးကဘယ်လိုလုပ်ဝင်နိုင်မှာတော့သို့တော့အိမ်မက်ထဲမှာအဲ့ဒါလိုကြုံရဘုန်းကြီးတို့ဆင်မြူမမက်ဘူးဆင်မဲကြီးတွေယူမက်တယ်အဲ့တော့မက်ရင်လည်းတော့ကြောက်စရာကောင်းတယ်ကောင်းတာမမက်ဘူးဟောအဲ့ဒါလို့ဝါဆိုလပိနေညမှာအဲ့ဒါလို့အိမ်မက်မက်လိုက်တဲ့အချိန်လေးနဲ့ဘာနဲ့သွားတိုက်ဆိုင်နေတော့လို့ဆိုတဲ့အချိန်ဟိုတုတ်တိတာနတ်ပြည်မှာပန်းဥယျာဉ်နဲ့ရောင်းနေတဲ့တေတကေတုနတ်သားအချမ်းရံတွေကဝိုင်းပြီးတော့နာပါချဝိုင်းအုံနေကြတယ်လူဆိုလို့ရှိရင်တေကနေ့အချိန်မှာဝိုင်းပြီးတော့နေကြသလိုနေမှာပေါ့အဲ့ဒီနတ်ကလည်းပုဗ္ဗနမိတ်တွေပြပြီးတော့နတ်ဘဝကနတ်သက်စီလို့စုတည်ရမယ့်အချိန်လေးပါဥယျာဉ်ထဲမှာအလုံးကနေဝိုင်းပြီးတော့အားပေးနေကြတဲ့အချိန်လေးပေါ့တေတကေတုနတ်သားလဲပြုတ်ခနဲ့သုတိစိတ်လဲကြာရောအခုဒီအိမ်မက်မက်တာနော်အိမ်မက်မက်တာနဲ့ဒါနဲ့သွားတိုက်ဆိုင်ဆင်မြူတော်ကြီးကဝန်းထဲမှာဝင်သွားတယ်ဆိုတာအိမ်မက်မက်လိုက်တယ်အဲ့ဒါနဲ့နိုးလာတာနိုးလာတော့သုတ္တရဏမင်းကြီးကိုမနေ့ကျတော့အကျိုးအကြောင်းပြောပြဘုရင်ကြီးကပုံနာတွေ64ယောက်ဆင့်ခေါ်လိုက်တယ်ဘုရင်ကျွမ်းကျင်တဲ့ပုံနာတွေကိုဆင့်ခေါ်လိုက်ပြီးအိမ်မက်ရဲ့အကျိုးအပြစ်ကိုဖတ်ခိုင်းတာပေါ့နော်ကြာကြာနာနာပုံနာတွေလည်းဝတ်စားလှပစွာဝတ်ပြီးတော့စင်တစားတွေနဲ့ပြည့်ပြည့်စုံစုံဘုရင်ကြီးခေါ်တဲ့စီအကုန်လုံးရောက်လာကြပြီအိမ်မက်အကြောင်းကိုပြောပြတဲ့အခါကျတော့ပုံနာတွေကဘုရင်ကျမ်းဂန်နဲ့ညှိနှိုင်းပြီးတော့ရှင်မင်းကြီးတဲ့ရှင်မင်းကြီးရဲ့ဒီမိဘရဲ့ခေါင်းကြီးမှာဒါတန်တေတည်ခြင်းပဲဖြစ်ပါတယ်တန်တေတည်တဲ့ပုဂ္ဂိုလ်ကလည်းတမ္မာပုဂ္ဂိုလ်မဟုတ်ဘူးလောကမှာအထွတ်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်လူဘဝမှာနေမယ်ဆိုရင်စัจ java မင်းဖြစ်ပြီးတော့တောထွက်မယ်ဆိုရင်ဖျားဖြစ်မဲ့ပုဂ္ဂိုလ်မျိုးတကယ်တော့လေဖျားဖြစ်ဖို့ရာပို့ပြီးတော့သိကြတယ်ဆိုတဲ့အကြောင်းသူတို့ရဲ့ဘေရင်ကျမ်းကအရာဟောတာဘေရာကျမ်းတွေကဒါဖြင့်ဘေရင်ဆရာတွေကတဲမှန်လားပါလားလို့ဘယ်လိုလုပ်သိတာတုံးလို့မေးစရာရှိတယ်ဒီဘေရာကျမ်းတွေကအစဉ်လာသင်လာတယ်ဆိုတာဘယ်သူကစပြီးဘေရင်ကျမ်းတွေကိုရေးလာလို့
တိကျမှန်ကန်မှုတွေရှိတာလဲလို့ဆိုဒီယသိ8ယောက်ပေရင်ကျမ်းတွေကိုစပြီးတော့ယသိက8ယောက်ရှိတယ်အဲ့ဒီယသိတွေဟာသမထကျင့်စဉ်တစ်ခုကိုကျင့်ပြီးတော့ဒိဗ္ဗစကုဝိညာဉ်ရပြီးအောင်မြင်စွမ်းအားအမတန်မှထက်မြက်တဲ့တမာတိစွမ်းအားတွေနဲ့ဒီလိုဖြစ်ရင်ဘာအိမ်မက်ဒီအိမ်မက်ကဘယ်လိုအကျိုးဒါလုပ်ရင်ဒါဖြစ်တယ်ဆိုတာတွေလူရဲ့ပုံမှန်ဒီလိုဆိုလို့ရှိရင်ဘယ်လိုအကျိုးပေးမယ်ဆိုတာတွေသူတို့ကကသဗ္ဗမြတ်စွာဘုရားကဟောပြောတဲ့ကံကြမ္မာတွေနဲ့သူတို့မြင်တဲ့ဒိဗ္ဗစကုအဝိညာဉ်နဲ့လူတွေရဲ့ဖြစ်ပျက်နေတဲ့အခြေအနေတွေပေါင်းစပ်ပြီးတော့ဟောစရန်တွေကိုရေးထားခဲ့တာဟောဘယ်လိုအိမ်မက်မဲ့ရင်ဘယ်လိုဖြစ်မယ်သို့မဟုတ်နော်ဘယ်လိုရုပ်လက္ခဏာရှိတဲ့ပုဂ္ဂိုလ်ကဘယ်လိုဖြစ်တယ်ဆိုတာဘေရင်ဟောစရန်တွေဘေရင်ကျမ်းတွေကိုသေသေးချာချာရေးသားခဲ့တာဖြစ်ခဲ့တယ်ဒါကြောင့်မို့ရန်ရည်ရန်ဟောဒီလိုမဟုတ်ဘူးဘေရာကျမ်းတွေမှာခိုင်မာတယ်အခုခေတ်ကြောက်တန်လေးနဲ့တွက်တာတော့မပြောတတ်ဘူးအဲ့ဒါတော့ခဏန်းလေးနဲ့နော်ဒါလည်းအခြေခံကတော့အဲ့ဒီကျမ်းတွေကနေပြီးတော့လာတဲ့ဟာတွေကိုအခြေခံပြီးတော့မြန်မာလိုရေးထားတဲ့ဘေရင်ဟောစရန်တွေဆိုတာရှိတာပဲအိန္ဒိယလာတဲ့ကျမ်းဂန်တွေကနေကြည့်ပြီးတော့ဟောကြတာများဒီလိုဆိုတာအဲ့ဒါကြောင့်မို့လို့ဘေရာကျမ်းတွေတတ်တဲ့ဗြဟ္မဏတွေကနေဟောကြတယ်ဟောခိန်ထုတ်တယ်ဘုရားကြီးနဲ့သုတ္တရဏဘုရင်ကြီးတို့ဝမ်းမြောက်ဝမ်းသာဖြစ်တယ်ပေါ့တဲ့ရွယ်လေးရလာမှသာယရဏထွန်းကားတယ်ဆိုဝမ်းသာစရာဖြစ်လာတာပေါ့နော်ဟောအဲ့ဒါလို့ဒီလိုဖြစ်ပျက်ကြုံခဲ့တာဟာလည်းပဲဝါဆိုလာပြီနေတာဖြစ်တယ်တဲ့ဒီဝါဆိုလာပြီနေအခါသမ ्या အဲ့တော့ထူးခြားချက်တွေကဘာတွေဖြစ်တော့ဘုရားလောင်းတန်နေခါတာခုနကအိမ်မက်နဲ့သရေခလာတာဒါရင်ဖြစ်သလားလို့ဆိုတိုက်ဆိုင်ကြီးကမိဖုရားကြီးရဲ့ဝမ်းထဲကိုဆင်မြူတော်ကြီးကလည်းပဲလက်ရနန်တောင်းကိုခွဲပြီးတော့အတွင်းနဲ့လည်းဝင်လိုက်ရောဘာဖြစ်သွားတော့ဆိုငလျင်ကြီးတုန်ဟီးသွားတယ်အချိန်ကိုက်ပဲအဲ့ဒီအချိန်လေးမှာငလျင်လှုပ်တာဟာဒေတာလေးတစ်ခုတည်းလှုပ်တာမဟုတ်ဘူးစัจ java လာတစ်ခုတည်းတင်လှုပ်တာမဟုတ်ဘူးစัจ java လာ1000ထီအောင်လှုပ်တယ်ဟောအခုလို့ကဘာဂျိုကြီးပေါင်း1000လို့ဒီလိုပြောမှာပေါ့ကောင်းကင်မှာရှိနေတဲ့ Earth planet ပေါ့ခုခေတ်လို့ပြောလို့ရှိရင်တော့ Earth planet ကဘာဂျိုကြီး1000ဟာတပြိုင်နဲ့အဲ့ဒီအချိန်မှာလှုပ်သွားဒါအမှန်တန်ထူးဆန်းတဲ့အထိမ့်မှတ်တစ်ခုအနေနဲ့ဖြစ်ပေါ်လာတာငလျင်လှုပ်သွားတဲ့အချိန်မှာဒီထူးထူးခြားခြားတွေက32မျိုးအဲ့ဒီမှာဒီအမတ်တရဖြစ်ပေါ်သွားတာတတိထားမဲ့တဲ့လူလည်းရှိမယ်တတိမထားမိတဲ့လူလည်းရှိမယ်တရေခါတဲ့အချိန်လေးမှာဖြစ်ပျက်သွားတဲ့အဖြစ်ပျက်တွေကအမှန်တမ်းထူးဆန်းတာအမှန်တမ်းထူးဆန်းတာတွေဖြစ်တယ်အံ့ဩဖွယ်ရာတွေကြီးပဲဖြစ်တယ်စัจ java လာ1000ကြီး1000လုံးဟာမှောင်မိုက်မနေပဲနဲ့အဲ့ဒီအချိန်မှာလင်းသွားတယ်တဲ့လင်းချင်းကြီးဖြစ်သွားတယ်ဒါနံပါတ်1နံပါတ်2ကျတော့မျက်စိမမြင်တဲ့လူတွေအဲ့ဒီအချိန်မှာမြင်သွားကြတယ်တဲ့တော်တော်ဒါကတော့အမတမထူးဆန်းတဲ့ဟာပေါ့နော်မျက်စိမမြင်တဲ့လူတွေဘယ်မျက်စင်းမှလည်းမခါရဘူးမျက်စိလည်းမခွဲမကူးရပဲနဲ့အဲ့ဒီအချိန်လေးမှာဒီအလင်းစွမ်းအားနဲ့ဘုရားလောင်းနေပရိသေတွေနေလိုက်တဲ့အချိန်လေးမှာသူတို့မျက်လုံးတွေပြန်မြင်လာတယ်တဲ့ဒီအချိန်မှာထူးခြားသွားနားပင်းနေတဲ့လူတွေကလည်းပဲနားကြားလိုက်တယ်လှုပ်တန်တဲ့တန်တွေကိုကြားလိုက်ရတယ်နံပါတ်3ကနံပါတ်4ကတဲ့အတွေကလည်းစကားပြောတယ်တဲ့အဲ့ဒီအချိန်မှာနော်စကားမပြောတတ်တဲ့ဆွန့်အနေတဲ့ပုဂ္ဂိုလ်ကလည်းအဲ့ဒီအချိန်မှာစကားပြောတယ်နံပါတ်5ကခါကုန်းနေတဲ့လူလည်းခါဆန့်သွားတယ်နော်ခါဆန့်ခြေထောက်တွေခွင်းနေတယ်လက်တွေကောက်နေတဲ့လူကလည်းအဲ့ဒီအချိန်မှာဖြောင်းသွားတယ်အော်တိုမက်တစ်ဖြောင်းသွားတယ်ထူးခြားတဲ့အချက်တွေဖြစ်တာ
နံပါတ်6ကတော့ခြေတော့ဆွန့်တွန့်ဖြစ်နေတဲ့ပုဂ္ဂိုလ်တွေလည်းဖြောင်းပြမတ်သွားလာနိုင်တဲ့ခြေတော့အကောင်းရသွားတယ်လူတွေကိုချုံနှောင်ထားတဲ့ထောင်တွေအားလုံးလည်းအဲ့ဒီအချိန်မှာပွင့်ပြီးတော့အားလုံးလွတ်သွားတယ်လို့ပြောတယ်လူဆိုးတွေပါသွားရင်လည်းဒုက္ခပဲအဲ့ဒီအချိန်ဟောထောင်တွေကအကုန်လုံးလွတ်သွားတယ်အဲ့ဒီအချိန်မှာလွတ်ကုန်ဟောဒါတွေမကဘူးအမြဲတမ်းမိထောက်တွေနဲ့ပြည့်နေနေတဲ့အဝိစီငရဲမီးကြီးကလည်းအဲ့ဒီအချိန်မှာဟုတ်ခနဲ့ငြိမ့်သွားတဲ့ဗမာပြည်မှာလျှက်စစ်မီးပြတ်တယ်လို့ပဲဟုတ်ခနဲ့အဲ့ဒီအချိန်လေးကငြိမ့်တယ်နော်ငြိမ့်သွားတယ်တဲ့ငတ်ပြတ်နေတဲ့ကြိတ်တာတွေဟာလည်းအဲ့ဒီအချိန်မှာဆာလောင်မိုးသိပ်တာတို့စားကျင်တာတို့ဆိုတဲ့စိတ်လေးဟာအာသာပြေသွားတဲ့အဲ့ဒီအချိန်လေးပါနံပါတ်9ကနံပါတ်10ကျတော့တရိစ္ဆာန်တွေကလည်းတကောင်းအန္တရာယ်မပြုတ်ဘူးတဲ့ဟောရှင်သေးတွေကြားတွေကနေဂျာနဲ့တရိစ္ဆာန်တွေကိုတပ်ဖြတ်သားစားတာမျိုးမလုပ်ဘူးတဲ့အဲ့ဒီအချိန်မှာနံပါတ်11ကလူနာတွေနေမကောင်းတဲ့လူတွေဟာအဲ့ဒီအချိန်မှာယောဂတွေအကုန်ပြောက်ကုန်ကြတယ်ထူးခြားချက်လေးတွေဟာအဲ့ဒါလို့နံပါတ်12ကျတော့လူတွေချင်းချင်းဟာအရင်ကမတည့်တဲ့လူတွေအဲ့ဒီအချိန်ကျတော့မလေးတယောက်နဲ့တယောက်ခင်လို့မင်းလို့တဲ့စကားတွေပဲပြောကုန်ကြခင်လို့မင်းလို့စကားတွေပြောလာကြနံပါတ်13ကျတော့မြို့တော်မှာရှိတဲ့မြင်းတွေကဝမ်းမြောက်ဝမ်းသာဟီလိုက်ကြတာတဲ့ဆင်းတွေကလည်းអော်လိုက်ကြတာအဲ့ဒီအချိန်မှာနံပါတ်14ကဆင်းတွေကလည်းអော်တယ်နံပါတ်15ကလူတွေမတီးမှုတ်ဖဲနဲ့ဘုရင်နန်းတော်မှာရှိတာတို့လောကမှာရှိတဲ့တူရိယာတွေကအလိုမြည်လာတယ်ခုခေတ်ဆိုရင်တော့ဒါတရေ၆တဲ့ထင်းနေမှာနော်ထူးခြားတဲ့အချက်တွေကဒီလိုဖြစ်တတ်တယ်ပေါ့အေးအဲ့ဒါတွေမကဘူးနံပါတ်16မှာလူတွေဝတ်တဲ့လက်ဝတ်တန်းစာတွေကအတန်လေးတွေမြည်လာတယ်ပါရတဲ့အတန်လေးတွေမြည်လာတယ်နံပါတ်19ကျတော့အယက်မျက်နာတွေဘယ်ကြည့်လိုက်လင်းချင်းဖြစ်နေတယ်ဂုံလင်းနေတယ်နံပါတ်18ကဒီအချိန်လေးမှာလေငြိမ်မနေဘူးလေပြေလေညင်းလေးအခန့်လိုကောင်းအောင်လေညင်းကလေးလာတယ်လေလေးတိုက်ရိုက်ပြီးတော့အေးမြတ်ဖြစ်တယ်နံပါတ်19ကျတော့ဘာလို့ဆိုအခါမဟုတ်ဘဲနဲ့အခါမဟုတ်ဘူးလို့ဆိုတာသူကဘာလို့လာပြီးတော့တရနေ့မှာမိုးရသည်ရောက်မှာကိုနော်ဒါကြောင့်မို့အခါမဲ့လို့ပြောတာမိုးကတော့တကယ်ကတော့ရွာနေပြီပေါ့အခုလည်းပဲမိုးရသည်ရွာတာမဟုတ်ဘူး spring ရသည်လေကွာဘာလို့လာပြီးတော့တရနေ့ကမှမိုးရသည်ရောက်မှာကိုလက်ဖြင့်ကကျမှမိုးရသည်ရောက်မှာအဲ့ဒါကြောင့်အခါမဲ့မိုးလို့ခေါ်တာလာပြီးနေညရွာရင်အခါမဲ့မိုးပဲမိုးရသည်မရောက်သေးခင်ရွာတယ်အဲ့ဒီအခါမဲ့မိုးလဲရွာတယ်တဲ့ကြီးမားမားကိုရွာလိုက်တယ်နံပါတ်20ကမြေကြီးကျဲကနေပြီးတော့စိတ်ရည်စမ်းရည်တွေပန်းထွက်လာတယ်နံပါတ်21ကတော့ဒီအဲ့ဒီအချိန်မှာငှက်တွေဟာဘယ်ငှက်ပဲဖြစ်ဖြစ်ကောင်းကင်ပြန်တဲ့ငှက်မရှိဘူးတဲ့အားလုံးငြိမ်ဝတ်ပြီးတော့နားနေကြတယ်နံပါတ်22ကမြည်ရည်တွေစီးဆင်းနေတဲ့မြည်ရည်တွေဟာအဲ့ဒီအချိန်လေးမှာအခိုက်တန့်သွားတယ်ဘယ်မှမစီးတော့ဘဲနဲ့မြည်ရည်တွေရပ်သွား23ကျတော့အမတမငံပါတယ်ဆိုတဲ့ပင်လယ်ရေတွေကလည်းအဲ့ဒီချိန်မှာချိုးသွားတယ်တဲ့နော်ချိုးနေတယ်ပြောင်းလဲမှုတွေကိုဖော်ပြတာပေါ့24ကျတော့ရေအိုင်တွေဟူသမျှကြာပင်တွေရှိတဲ့ရေအိုင်တွေဟူသမျှဂျာပန်တွေဟာတပြိုင်နက်ပွင့်ကုန်ကြတယ်25ကျတော့ကုန်းပန်းရေပန်းတွေအလုံးဟာပန်းမှန်သမျှအဲ့ဒီနေ့အကုန်ပွင့်နော်တစ်ပင်တွေကတစ်ခွပန်းတွေလည်းပွင့်နေတယ်နော်တစ်ပင်တွေရဲ့ပင်စီတွေကနေပြီးတော့ပန်းတွေပွင့်နေတစ်ခက်တွေကနေပန်းတွေပွင့်နေ26 29အလုံးအခါ28ကျတော့နွယ်ပင်တွေကလည်းပန်းတွေပွင့်လာတယ်29တစ်ကိုင်းတွေကနေပြီးတော့လည်းပန်းပွင့်တွေထွက်လာတယ်အေး
ကောင်းကင်ကိုမောကြည့်လိုက်လို့ရှင်လေကောင်းကင်မှာပန်းနေပွင့်ပြီးတော့ပန်းနေဆွဲထားသလိုပဲပန်းမွင့်နေမြင်နေရတယ်30ကျတော့ကောင်းကင်ကပန်းနေပွင့်31ကျတော့ပန်းမိုးတွေရွာချလာတယ်32ကျတော့ကောင်းကင်ယံကตายရတဲ့ဒုရိယံတန်ကြီးကြားရတယ်လို့ဒါကအင်မတန်ထူးခြားတဲ့32မျိုးသောအတိတ်တမိတ်ကြီးတွေဒီဝါဆိုလပြည့်ဖျားလောင်းတန်နေခတ်တဲ့အချိန်မှာဖြစ်ပေါ်လာတယ်ဆိုတာကိုမဟာဗုဒ္ဓဝင်ကျမ်းထဲမှာအထက်ကထာအနေထုတ်ပြီးတော့ရေးထားတာရှိတယ်နော်မမေ့အောင်ဖတ်ချင်တာမဟာဗုဒ္ဓဝင်ကိုဖတ်ချင်အဲ့တော့တရေခတ်တဲ့အချိန်မှာထူးခြားတဲ့ဖြစ်စဉ်ကြီးတွေဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုမှတ်သားကြဖို့ပေါ့အဲ့ဒါလို့ဘုရားလောင်းလေးဟာမိခင်ရဲ့ဝမ်းနေတရေခတ်ပြီးတော့ကဆုံလာပြည့်နေ့မှာနောက်6လလွယ်10လလွယ်ကဆုံလာပြည့်ကြတော့ဖွားတယ်ပေါ့29နှစ်အရွယ်ရောက်တဲ့အခါကျတော့ထူးခြားတဲ့အဖြစ်အပျက်တစ်ခုပေါ်လာဗျာတတ်တော်29နှစ်ရသောတရာနဲ့လက်ဆက်ပြီးနန်းတော်မှာဘုရင်ကြီးကနေပြီးတော့စီးတဲ့ဥစ္စာတွေလူစည်းစိမ်ခံစားစေဖို့စီမံပေးထားတာအင်မတန်မှချမ်းသာအောင်စီမံပေးထားတာအဲ့ဒီခေတ်ကသူတို့အတိုင်းတာလိုက်ဖះလောင်းလေးနေဖို့စံနှံပြတ်တာ3ဆောင်ဆောက်ထားတယ်တဲ့ဆောင်းရသည့်အတွက်နှွေးနှွေးထွေးထွေးရှိအောင်စီမံဆောက်လုပ်ထားပြီနှွေးရသည့်အတွက်ကြတော့ခုခေတ်လိုအဲယာကွန်နေပါလိမပေါ်သေးတော့သူကနှွေးရသည့်အတွက်ကြတော့သူကအေးအောင်မြအောင်ဆိုပြီးတော့ရေကန်နေနဲ့အပေါ်မှာလိုအပ်တဲ့အခါမှာဒီရှေပန်းနေနဲ့ဘာတွေနဲ့လှုပ်ပြီးတော့ဆောက်ထားတယ်နှွေးရသည့်အတွက်မိုးရသည့်အတွက်မှလည်းအပူအေးမြတ်မြတ်တာချမ်းချမ်းသာသာနေရအောင်လို့ဆိုမိုးရသည့်နဲ့တင့်တော်တဲ့နတ်ပြတ်သက်ဆောင်လဲဆောက်ထားတာချမ်းချမ်းသာသာဒီဖះလောင်းလေးဟာသူ့အိမ်မှာနေရတယ်သူခုမှလာတုတ်တံမှာမြတ်စွာဘုရားကသူကိုယ်တိုင်ထုတ်ဖော်ပြီးတော့ဟောခဲ့တာရှိတယ်အေးငါလူဘဝနေတုန်းကအလွန်ပဲတက်တက်တာတာနေခဲ့ရတယ်တဲ့ငါတို့အိမ်မှာဆိုလို့ရှိရင်တခြားအိမ်ကအလုတ်သမားတွေကိုအဲ့ဒီခေတ်ကထမင်းကျွေးတဲ့အခါဘာနဲ့ကျွေးတော့ဆိုစကွဲထမင်းနဲ့ပုံရည်ဟေးမဲ့ကျွေးတယ်တဲ့ငါအဖေအိမ်မှာကြတော့အဲ့ဒီလိုမဟုတ်ဘူးတဲ့တလေးတံပေါက်ဆွမ်းကျွေးတယ်တလေးတံပေါက်ထမင်းကိုကျွေးတာတဲ့ဒါဘုရားလောင်းသူကိုယ်တိုင်ပြောတဲ့စကားနော်ပြီးတော့သူနေဖို့စံနှံပြတ်တာ3ဆောင်ဆောက်လုပ်ပြီးတော့သူဟာချမ်းချမ်းသာသာနေခဲ့ရတယ်ဆိုတဲ့အကြောင်းလေးကိုထုတ်ဖော်ပြောတယ်ဒုက္ခမလာတုတ်တံဆိုတာရှိတယ်ပေါ့အင်္ဂုတ္တရနိကေမှာအဲ့ဒါလို့ချမ်းချမ်းသာသာနေရပါမယ်လို့အချိန်တန်အရွယ်ရောက်လာအသက်တော်29နှစ်ရောက်တဲ့အခါစဉ်းစားဉာဏ်တွေရှိလာထူးခြားချက်တဲ့ဖြစ်စဉ်တွေတွေ့ပြီးတော့စိတ်ဝင်စားမှုတွေဆိုပါစို့ဥယျာဉ်သွားတဲ့အခါမှာသူကိုတွေ့တယ်နောက်တစ်ခါသူနာတွေ့တယ်သူသေးတွေ့တယ်နောက်ဆုံးမှယဟန်တွေ့တယ်ဆိုနမိတ်ကြီး၄ပါးလို့ခေါ်တာပေါ့အဲ့ဒီနမိတ်ကြီး၄ပါး၄လခြားပြီးတော့မှတွေ့တာအဲ့တော့တွေ့တယ်ဆိုတာဘုရားလောင်းကဒီနိုင်ငံသားတွေကတော့ဝေဖန်နေအဲ့ဒါဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘုရားလောင်းဟာလူအိုမမြင်ဘူးလားလူနာကိုမမြင်ဘူးလားလူသေးကိုမမြင်ဘူးလားသူ့ဆွေတွေမျိုးတွေတဲ့ရောလူနာတွေမရှိနိုင်ဘူးလားခုခေတ်မှာဆိုတော့အဖိုးတွေဖွားတွေနဲ့နေလို့ရှိရင်လူအိုလည်းမြင်ဘူးတာပဲနော်ခုခေတ်ကတော့ပြည့်တာဆေးရုံတက်ရတဲ့လူနာတွေလည်းမြင်ရတာလူသေးတွေဆိုတာတော့ပြည့်နေတာအဲ့တော့ဘုရားလောင်းလေးကအသက်29နှစ်ထိအောင်20အသက်20ကျော်30နီးပါးထိအောင်လူအိုလာလူသေးလူနာလူသေးမမြင်ဘူးဆိုတာမဖြစ်နိုင်ဘူးလို့နိုင်ငံသားကဝေဖန်တဲ့လူတွေကလို့ဝေဖန်တယ်ဘာကြောင့်မဖြစ်တာတော့လို့ဆိုတာကြတော့သူကသုတ္တရဏမင်းကြီးက
ဖះလောင်လေးတောထွက်မယ်ဆိုတာပုံသားတွေဟောရသိလို့သူ့သားရဲ့မြင်ကွင်းရှိမှာအိုမင်းတယောက်မှမနေစေရဘူးသူစီမံထားတာရှိတယ်ပေါ့နော်ဘယင်ခေတ်ဆိုတော့လှုပ်လို့ရမှာပဲဒါတော့ပြောလို့ရအိုတဲ့လူတွေတယောက်မှဒါဖြင့်ဆွေတဲ့မျိုးတဲ့ကအဖိုးကြီးဖွားကြီးတွေတောဖို့ခံမှာပေါ့အဲ့ဒါဆိုရင်သေချာနေနော်ဆွေတဲ့မျိုးတဲ့ကအဖိုးကြီးဖွားကြီးတွေတောပို့ထားတာဘုရားလောင်းလေးမြင်ခွင့်အဲ့တော့သူတို့ခေတ်ကတော့နေကြထိုင်ကြတာတွေကဟိုအပြင်ထွက်ပြီးတော့သွားလာလှုပ်ရှားမှုတွေသိမရှိဘူးအင်တန်မှချမ်းချမ်းသာသာနေတာဆိုတော့ဘုရားလောင်းလေးကိုသူနေဖို့အတွက်ကဘာလေးတစ်ခုဖန်ဆင်းပေးထားတယ်ဖန်တီးပေးထားတဲ့အနေအထားမျိုးတစ်ခုရှိလိမ့်မယ်အဲ့ဒီသူ့အတွက်တီးခြားကဘာလေးဖြစ်ပြီးတော့လူငယ်လူရွယ်တွေနဲ့ပဲသူကပျော်နေတာအဖိုးကြီးတွေဖွားကြီးတွေသူ့မြင်ကွင်းထဲမှာရောက်မလာဆွေတွေမျိုးတွေတည်းရှိကောင်းရှိတော်လဲအဲ့ဒီအချိန်မှာရောက်လာမှာမဟုတ်လူနာဆိုတာလည်းမမြင်ဘူးဒီလိုမဖြစ်နိုင်ဘူးလို့တော့ပြောလို့မရဘူးအိန္ဒိယထုံတန်းစင်လာအရာသူကဒီပြန်မပြောနဲ့အနုရုဒ္ဓမင်းသားတို့တောင်အရွယ်ရောက်သည့်ထိအောင်ထမင်းပဲအရတယ်ဆိုတာမသိဘူးသူသိတာဘာလို့ဆိုရင်ထမင်းစားခြင်းသူထမင်းစားတယ်လို့ပြောလိုက်တာနဲ့ရွှေကွက်ထဲမှာထမင်းနေထည့်ပြီးသားဟေးထမင်းပဲအဖြစ်တာတော့ဆိုရွှေကွက်ထဲကရတာလို့ပဲသူသိတယ်နော်အဲ့ဒါလောက်ထိအောင်ဟိုမသိအောင်ထားလို့ရတယ်ဆိုရင်အဲ့ဒီခေတ်ရဲ့ဒီအထက်တန်းစားတွေရဲ့မြင်ကွင်းမှာဒီအကုန်လုံးကိုမြင်နိုင်စွာမရှိကြဘူးနန်းတော်ထဲမှာသို့မဟုတ်အတိုင်းဝိုင်းထဲမှာတိကျကဘာတစ်ခုထဲမှာပဲသူတို့ယက်တည်နေကြတာအခုခေတ်မျက်စိနဲ့ကြည့်ပြီးတော့မဖြစ်နိုင်ဘူးလို့ပြောလို့တော့မရဘူးပေါ့နော်မဖြစ်နိုင်ဘူးလို့ပြောလို့မရဘူးအဲ့တော့ဘုရားလောင်းလေးဟာအဲ့ဒီသူအိုမြင်တဲ့အခါမှာသူတို့နဲ့မတူတဲ့အိုမင်းရုပ်တွားနေတဲ့ပုဂ္ဂိုလ်မြင်လိုက်တဲ့အခါကျတော့ဘာဖြစ်လို့ဒီလိုဖြစ်နေရသလဲဆိုတာ तू မေးတာပဲမေးပြီးတော့ငါတို့လည်းတနေ့ကျအိုရအောင်မှဆိုတဲ့အသိဝင်လာတယ်ဒီအသိကလည်းဒီလိုတစ်ခါမြင်မှဒီအသိမျိုးကလည်းဖြစ်နိုင်တယ်လေကိုယ်မျက်စိအောင်ရိုးနေရင်ဖြစ်ချင်မှဖြစ်မှာခုခေတ်လူအိုတွေဆိုတာမြင်နေတော့ရိုးနေတော့ဘာမှဖြစ်ဘူးဟွာလိုဖြစ်နေဘုရားလောင်းသပင်ပြူလေးတစ်ချောင်းမြင်တော့ငါကောင်းတော့သပင်ပြူတွေရောက်ကုန်ပြီဆိုပြီးတော့ကြက်ဟိုနေကျွေးပြက်ထွက်ပြီးတော့တန်ဝေကားတွေဖြစ်တယ်တကောင်းလုံးဖြူလဲတန်ဝေကားဖြစ်ချင်မှဖြစ်တာခုဟာနော်မဖြစ်ဘူးလေဘာလို့လဲဆိုသပင်ပြူကရိုးနေတာရိုးသွားရင်ကတော့မဖြစ်ဘူးဒါသိကြတယ်ထူးဆန်းရင်တော့ဖြစ်မှာပဲအဲ့တော့ဘုရားလောင်းဟာလူအိုတွေမြင်နေကြဆိုလို့ရှိရင်တန်ဝေကဖြစ်ဖို့မရှိနိုင်ဘူးเนาะဒါကြောင့်သူမြင်တာဟာပထမဆုံးအချိန်မြင်တာဖြစ်ရလူနာမြင်တာလည်းပထမဆုံးအချိန်လူသေးမြင်ဘူးတာလည်းပထမဆုံးအချိန်မြင်လိုက်တာနဲ့သူစိတ်ထဲမှာစွဲသွားတယ်ဘာဖြစ်လို့အိုရတာလဲဘာဖြစ်လို့နာရတာလဲဘာဖြစ်လို့သေရတာလဲဆိုတဲ့အတွေးတွေခေါင်းထဲမှာရောက်ပြီးတော့အိုခြင်းနာခြင်းသေခြင်းဆိုတဲ့အပေါ်တွေမှာစိတ်ကတုန်လှုပ်ခြောက်ခြားမှုတွေဖြစ်လာတယ်နောက်ဆုံးမြင်လိုက်တဲ့ယဟန်ကြတော့ဒီအိုခြင်းနာခြင်းသေခြင်းတွေလွတ်အောင်သူဟာလမ်းစဉ်တစ်ခုမှာကျင့်ကြံကြိုးကိုအထောက်နေတယ်ဆိုတဲ့အတိအရလို့ဒီယဟန်ဘဝဟာအေးချမ်းမှာပဲလို့ဆိုတဲ့ဆုံးဖြတ်ချက်ရပြီ29ရက်နေ့29နှစ်အရွယ်မှာအခုလိုဝါဆိုလာပြီနေ့တန်းကောင်ရံရောက်တဲ့အချိန်ကြတော့တညလုံးဖြေပြောကြတာအမျိုးသမီးတူရိယာအမျိုးသမီးတွေကြီးပဲအကုန်လုံးဘုရားလောင်းကိုဖြေပြောကြတာတီးတာမုတ်တာဆိုတာကတာအကုန်လုံးအမျိုးသားတယောက်မှမပါဘူးမျိုးသမီးတွေကြီးပဲဖြေပြောကြအေးစိတ်ညစ်နေတဲ့ပုဂ္ဂိုလ်တယောက်ဖြေပြောတာတွေသိစိတ်ဝင်စားဘူးဖြေပြောနေတဲ့ကြားထဲမှာလှဲပြီးတော့
နေရင်ကနေပြီးတော့မကြခင်အိပ်ပျော်သွားတယ်ဘုရားလောင်းလေးအိပ်ပျော်သွားပြီဆိုတဲ့အချိန်မှာဖြေပျော်တဲ့ပုဂ္ဂိုလ်တွေကလည်းတယောက်မျက်ရည်မြက်ကဲပြပြီးတော့အလုံးဟာရပ်လိုက်ကြတယ်ရပ်ပြီးသူတို့လည်းပဲအကယ်၍နိုးလာရင်ထပ်ပြီးဖြေပျော်ဖို့ဆိုတဲ့အနေအထားမျိုးနဲ့သူတို့လည်းညောင်းညောင်းနဲ့အိပ်လိုက်ကြတာပို့ဆိုပဲဆက်ပဲတရေနိုးတော့ဟိုကထစောစောအိပ်ပျော်သွားတော့ညသကောင်ကြော်တဲ့အခါကျထကြည့်လိုက်တဲ့အခါခေါ်နဲ့လုံနေတာတွေကလည်းပါမယ်နော်ပါဇက်ကနေတရေတွေကြာနေတာတွေကလည်းပါတယ်ကိုယ်ရကာယတွေအကုန်မြင်တာပေါ့အိမ်မောကြနေတဲ့အချိန်မှာကြည့်မယ်ဆိုလို့ရှိရင်သူ့စိတ်ထဲမှာသုတ်တန်တစားတင်းကြိုင်းဝမှာအလောင်းတွေပြစ်ထားသလိုစိတ်ထဲမှာသွားထင်ဒါစိတ်ကထင်သွားတာနော်ထင်သွားတော့သူ့စိတ်ထဲမှာဒီဘဝကြီးကယုံထွက်ခြင်းတဲ့စိတ်တွေချက်ချင်းဖြစ်တယ်ဆုံးဖြတ်လိုက်ပြီးတော့မိကလည်းထွန်းထားတာဆိုတော့ဖျောင်းနဲ့မိထွန်းထားတယ်စီမီထွန်းထားတယ်အဲ့ရကနေထားပြီးတော့တကားပေါက်ပဲထွက်လိုက်တဲ့အခါကျဖျားလောင်းနေတဲ့အခန်းရဲ့ပြင်ဘက်တကားကုံလေးကိုခေါင်းဆိုင်ပြီးတော့အိတ်နေတဲ့ကောင်တယောက်ရှိတယ်ခေါ်ရင်လာရမယ့်ကောင်ဘယ်သူတုံးဆိုမောင်ဆန္ဒဆိုတဲ့အမတ်အဲ့ဒီမှာအိတ်နေဘုရားလောင်းကတကားပေါက်ကနေထွက်မလို့ကြည့်လိုက်တော့လူတယောက်မြင်တော့ဒါဘယ်သူလဲလို့မေးလိုက်တော့ဆန္ဒပါဆိုအေးဆန္ဒမင်းတာဆိုလို့ရှိရင်သွားကန္နကမြင်းကိုသွားကန့်လိုက်မြင်ငါစီးတော်မြင်းကိုသွားကကြည့်ကန္နဆန္ဒမကသူ့အမိတ်အတိုင်းသွားပြီးတော့အောက်ဆင်းမြင်းတဲ့ကုတ်ထဲကမြင်းကိုဆွဲထုတ်ပြီးတော့စီးလို့ရအောင်ကာကြိုးတွေတင်ဘုရားလောင်းကလည်းလိုက်သွားပြီအေးဒီကနေ့တည်းတော့အိမ်နေရတာစိတ်ညစ်တယ်ပေါ့နော်နန်းတော်နေရတာစိတ်ညစ်တယ်တောထွက်မယ်ဆိုပြီးမြင်းစီးပြီးတော့တောထွက်သွားတာမြင်းစီးပြီးတော့ဆန္ဒကအဖို့အဲ့ဒါလို့တောထွက်သွားတာဟာလည်းပဲဝါဆိုလာပြီနေ့ညကြီးမှာပါတဲ့ခုလိုဝါဆိုလာပြီနေ့ညကြီးမှာတောထွက်လိုက်တာဟောအဲ့ဒီတောထွက်တာလည်းခုလိုဝါဆိုလာပြီနေ့ညကြီးထွက်သွားတာဒါဖြစ်ဖြစ်တစ်ခုဒုစကြတရားဟောတယ်ဆိုတာတော့အများသိပြီမြတ်စွာဘုရား35နှစ်ဘုရားဖြစ်ပြီးတဲ့အချိန်ဘုရားဂယာမဟာဗောဓိဒေသမှာ49ညနေထိုင်ပြီးတဲ့နောက်ဝါဆိုလဆန်း9ရက်နေ့လောက်မှာဣတိပတနာဘက်ကိုပိဿဝဂီရီတရားဟောဖို့ထွက်သွားတယ်ဝါဆိုလပြီနေ့ညနေရောက်တဲ့အချိန်မှာပိဿဝဂီရီနဲ့တွေ့ပြီးတော့နေမဝင်ခင်လေးမှာဓမ္မစကြာတရားကိုစပြီးတော့ဟောတယ်ဟောဓမ္မစကြာတရားပြည့်ပြည့်ဝဝဟောထားတာရှိတယ်ပေါ့အဲ့ဒီလိုဓမ္မစကြာတရားဟောတာဟာလည်းပဲဝါဆိုလပြီနေ့ညပဲတဲ့ထူးခြားတဲ့အဖြစ်ဖြစ်တစ်ခုဖြစ်ပျက်ခဲ့တာဘုရားရဲ့ဘဝဟောနောက်တစ်ခုကြတော့ဘုရားဖြစ်လို့9ဝါမြောက်တဲ့ဝါဆိုရမယ့်အချိန်ထူးခြားတဲ့အဖြစ်ဖြစ်ကြီးတစ်ခုဘာဖြစ်လာတော့လို့ဆိုရာဇဂိုမြို့မှာရာဇဂိုတထေးဆိုတာရှိတယ်ဘယ်ဘာသာမှမကိုးကွယ်ဘူးသူကဘယ်ဘာသာမှမကိုးကွယ်ခုခေတ်လို့ဆိုရင်တော့ဘာသာမဲ့ပေါ့နော်ဘာသာမဲ့ဘာကိုမှမကိုးကွယ်ဘူးတရက်တော့သူကရေချိုးရင်ပိုက်တွေတားပြီးတော့ရေချိုးတာဆိုတော့သူတားထားတဲ့ပိုက်တွေမှာလာပြီးတော့တစ်တုံးတုံးညှိတယ်ညှိတယ်နဲ့အဲ့ဒီတစ်တုံးကိုဘာလဲဆိုတာသိအောင်ပစိန်လေးနဲ့ခုတ်ပြီးတော့ကြည့်တဲ့အခါမှာအင်မတန်တန်မိုးရှိတဲ့စန္ဒကုနှစ်တုံကြီးဖြစ်တယ်မျောလာတဲ့စန္ဒကုနှစ်တုံကြီးအဲ့ဒီစန္ဒကုနှစ်တုံကြီးတွေးလိုက်တဲ့အခါကျတော့ငါအိမ်မှာစန္ဒကုတွေအများကြီးရှိတယ်ပေါ့တကယ်ကတော့အတ္တမတန်ကြေရှိတယ်သူစိတ်ထဲမှာဘာပေါ်တော့ဆိုရာဇဂိုမြို့ဆိုတာဘာသာရေးသမားတွေအလွန်များတယ်ဖယားမပွင့်ခင်ကလည်းဘာသာတရားတွေဟောပြောနေတဲ့ပုဂ္ဂိုလ်တွေအလွန်များ
philosopher တွေကျက်စားရအရာမကရာတိုင်းပဲဖျားလောင်းတော်မှာဟိုဟိမွန်တာဒီတာကဝင်တို့ရဲ့ဒေတာကနေပြီးကပိလဝတ်ကနေပြီးတော့ရာဇဂိုမြို့ကိုလာပြီးတရားရှာရတယ်ဆိုတာကြည့်ပေါ့ဘလောက် philosopher တွေများတယ်လဲဆိုအဲ့ဒီမှာလာပြီးတော့လောက်တာလေအဲ့ဒီမှာလာတရားရှာတာတရားကျင့်တာအဝေးကြီးကလာခဲ့ရတယ်အဲ့တော့ရာဇဂိုမြို့မှာphilosopher တွေတွေးခေါ်သမားတွေအယူဆတွေအမှန်တမ်းများတာကိုများတော့တချို့ကလည်းသမထကျင့်စဉ်တွေပေါက်ရောက်ဖြစ်ပြီးတော့သူတို့ကိုသူတို့တကိုးရှိတယ်သူတို့ကိုသူတို့ယဟနာကြီးတွေဖြစ်နေပြီဖျားဖြစ်နေပြီတို့ကြော်ညာပြီးတော့ကိုယ်ပဲစိကတ်တဲ့ပုံကိုယ်တွေနဲ့တပည့်ပိဋကတ်တွေနဲ့အင်တန်မှဘာသာရေးမှာဟောပြောပြီးထက်ထက်မြက်မြက်ကြီးထွန်းကားနေတဲ့အချိန်ကိုရာဇဂိုတတိကဘယ်ဘာသာမှစိတ်မဝင်စားဘူးသို့တော့စန္ဒကုနှစ်တုံကြီးရတဲ့အခါကျစန္ဒကုနှစ်ကိုပုတ်စင်မှာတင်ပြီးတော့တပိတ်ပုံစံခွက်ချီစန္ဒကုတပိတ်လှုပ်လိုက်တယ်လှုပ်ပြီးတဲ့အခါကျတော့အဲ့ဒီစပိတ်ကိုချင်းနဲ့ထက်ဝလုံးတွေဆက်ပြီးတော့ဝလုံးပြားမှာအဲ့ဒီတပိတ်ကိုချိတ်တာစန္ဒကုတပိတ်ကြီးကိုချိတ်တာသူကကြောညာတယ်ရာဇဂိုမြို့မှာတဲ့ငါလည်းယဟန္တာသူလည်းယဟန္တာငါလည်းတကိုးရှင်သူလည်းတကိုးရှင်နဲ့ဘာသာရေးသမားတွေနာမည်ကြီးတွေအများကြီးရှိတာပဲငါလည်းဘယ်ဘာသာမှကိုးကွယ်ရတာမဟုတ်သေးဘူးအဲ့တော့ဝလုံးတွေချိတ်ပြီးအတောင်60လောက်မြင့်တဲ့အရက်မှာချိတ်ထားတဲ့ဟောဒီတပိတ်ကိုကောင်းကင်ကနေသွားပြီးယူနိုင်တဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ငါကိုးကွယ်မယ်ပေါ့အဲ့ဒီဘာသာကိုငါယူမယ်အဲ့ဒီဘာသာဝင်ဖြစ်မယ်ဆိုပြီးတော့ကြေညာလိုက်တာကြေညာလိုက်ရောတထေးအိမ်သွားပြီးတော့ဒီအယူဝါဒအမျိုးစုံရှိကြတဲ့ဘာသာရေးခေါင်းဆောင်တွေကလူလွတ်ပြီးတော့အဲ့လိုမလုံးတဲ့အကြောင်းသူတို့ကိုလှူတဲ့အကြောင်းသူတို့ဟာတကယ်ယဟနာဖြစ်တဲ့အကြောင်းတွေပြောပြီးတော့စီယုံညဘယ်လိုစီယုံရာဇဂိုတထေးကမလိုက်နိုင်သူကြေညာထားတဲ့အတိုင်းလုံနိုင်ရင်လုံမလုံနိုင်ရင်လာမဖြီးနဲ့ပေါ့မရဘူးဘယ်သူမှလက်မခံအဲ့တော့ကြေညာထားတဲ့ရက်ကလည်းတစ်ပတ်လောက်ရှိသွားပြီယဟနာဆိုပြီးတော့ကောင်းကင်ကနေတက်ပြီးတော့ယူတဲ့ပုဂ္ဂိုလ်ကလည်းတယောက်မှမရှိဘူးနော်တယောက်မှမရှိတော့အရက်ဝိုင်းမှာအရက်သမားတွေကအရက်တောက်ရင်ဘာပြောကြတော့ဆိုအေးကွာသူကလည်းယဟနာငါလည်းယဟနာတွေတားပေါ်တာအခုမှယဟနာမရှိမှန်တို့သိရတယ်အကုန်လုံးဟုတ်လားအလကားတွေကြီးပဲအကုန်လုံးဘယ်သူမှယဟနာမဟုတ်ဘူးဘယ်သူမှတကူမရှိဘူး9ရက်ကြေညာထားတဲ့တပိတ်ဘယ်သူမှမယူသေးဘူးဒီတိုင်းတန်းလမ်းမယ်နော်သူတို့ငှက်မို့ပြန်နိုင်မှာလားဘယ်လိုမှမယူနိုင်ပါဘူးအလကားလိမ့်ညာနေတာတွေပါလို့အရက်ဝိုင်းပြောတာကိုရှင်မောက္ကလန်ကဆွမ်းခံရင်ကြားလာတဲ့အခါကျတော့သူကလည်းတကိုးရှင်ပဲဒါပေမဲ့သူကိုယ်တိုင်တော့မယူဘူးရှင်ပိန်တော်လာပါရတော်စားကိုသွားစည်းယုံတယ်ကိုတော်တဲ့လူတွေကဒီလိုပြောကုန်ပြီတယ်အဲ့ဒီပြောတဲ့စကားကတပည့်တော်တို့ကထိခိုက်နေပြီကိုတော်လုံးမလားနော်ဒီတပိတ်သွားယူပါလားတဲ့ကိုတော်ဆိုတော့ရှင်ပိန်တော်လာကောင်းပြီလို့ဆိုပြီးတော့စံပိန်ရင်ဝင်စားလိုက်တယ်သူကစံပိန်ရင်ဝင်စားပြီးတော့အဲ့ဒီရာဇဂိုမြို့ဆိုတာကြောက်တုံးကြောက်ခဲတွေကလည်းအလွန်များတယ်အလွန်ကျယ်ပြန့်တဲ့3កောင်လောက်အတိုင်းတာကြီးမားတဲ့ကြောက်တုံးကြီးတစ်ခုတကိုးတော်နဲ့မယူသွားတယ်ရာဇဂိုမြို့ရဲ့အကျယ်ဝန်းကလည်း3កောင်ပဲရှိတယ်အဲ့ဒီမှာကြောက်တုံးကြီးနဲ့အပေါ်ကနေပြီးတော့လှက်ပတ်လိုက်တဲ့အခါရာဇဂိုမြို့ပေါ်မှာကြောက်တုံးကြီးဖုံးထားတယ်လို့ဖြစ်တယ်ဒါကသူကဘာလို့စိုက်ကိုသုံးတာလူတွေစိတ်ဝင်စားလောက်အောင်လုပ်ပြလိုက်တာလေအကယ်၍သာကောင်းကင်ကသူပြန်သွားပြီးယူလိုက်မယ်ဆိုလူတိုင်းသိကြမှာသိမှာလေအခုတော့လဲနေလေအောင်မြင်းဆောင်မကြဟာမြို့ပေါ်မှာကြောက်တုံးကြီးပြန်လာတဲ့ကြောက်တုံးကြီးပြုတ်ကြရင်တော့အားလုံးသိကြမှာဆိုကြောက်တယ်လေလူတွေကအားလုံးအုံကြက်တစ်မျိုးလုံးဟာ
အိတ်နေတဲ့လူတော်မရှိတော့အကုန်လုံးဟာကောင်းငင်မော့ကြည့်နေကြရတဲ့အချိန်ဖြစ်တယ်ဒါစိတ်ဝင်စားအောင်ရင်ဖန်နီးလိုက်တာခုခေတ်ပြောရင်တော့ psycho သုံးတယ်ပေါ့နော်အနိုးဆိုရင်မသိလိုက်ကြတာတွေရှိလိုက်အဲ့လိုလုံးတော့မျိုးထဲမှာရှိတဲ့လူတယောက်မှမကြံဘူးအကုန်လုံးကြောက်တုံးကြီးသူတို့မြို့ပေါ်မှာဝဲနေတာလဲတွေ့လိုက်ဟောအကုန်လုံးကြောက်လန့်ကြဖြစ်နေတဲ့အချိန်လေးပါရှင်ပိန်တော်လာကကြောက်တုံးကြီးထွင်းပြီးတော့သူ့ပုံလေးကိုပြတော့အဲ့ဒီကြတော့ဟာဥပိန်တော်လာကြီးပဲဟုတ်မအရှင်ဘုရားကြောက်တုံးကြီးလွတ်မချလိုက်ပါနဲ့တပည့်တော်တို့ပေါ့ပြပြဝကြေသွားပါလိမ့်မယ်ဆိုတော့ရှင်ပိန်တော်လာကအဲ့ဒီမှာသူတကိုးနဲ့ပဲအဲ့ဒီမယူလာတဲ့ကြောက်တုံးကြီးကိုသူ့နေရာပြန်ပို့လိုက်တာပြန်ပို့ပြီးပြီဆိုတော့မှခုနကတထေးအိမ်မှာချိတ်ထားတဲ့စန္ဒကူးတပိတ်နာကြွသွားတော့မှတထေးကသူကိုယ်တိုင်မြင်ရပြီကောင်းငင်ကြွလာအဲ့ဒီကြတော့မှအရှင်ဘုရားအိမ်မော်ကြွပါဆိုပြီးတော့စန္ဒကူးတပိတ်ထဲဆွမ်းနေပါတွေထည့်ပြီးတော့လှူလာဟောလှူပြီးတော့သူကလည်းဘုရားဘာသာဖြစ်ခံယူမှာပေါ့လေအဲ့ဒီချိန်ကဇာလန်ကအဲ့ဒီတော့မြို့ထဲမှာမတွေ့လိုက်ရတဲ့လူတွေကလည်းအများကြီးတောထဲသွားနေတဲ့ထင်းခုန်နေတဲ့လူတို့ဘာတို့ဒါမျိုးတွေရှိမှာပေါ့နော်ခီးထွက်နေတဲ့လူတွေတို့မတွေ့လိုက်ရအုတ်အော်တောင်းလဲတစ်မျိုးလုံးပြောနေကြတာရှင်ပိန်တော်လာကြောင်းပြန်သွားသည့်အထိအောင်လူတွေကပြောမဆုံးဘူးဖြစ်နေမတွေ့လိုက်ရတဲ့လူတွေကနောက်ကနေတကောက်ကောက်လိုက်လာတွေ့တဲ့လူတွေကလည်းနောက်ထပ်ထပ်ချိကျင်တယ်လေတကူပြပါအောင်နဲ့လိုက်လာတာဘယ်ထိရောက်သွားတော့ဆိုဝေလူဝန်ကျောင်းထိအောင်ရောက်လာလူတွေကအုံနဲ့နောက်ကပါလာတော့မြတ်စွာဘုရားနဲ့တွေ့တယ်ဘုရားကဆူရညနာမကြိုက်ဘူးလေမကြိုက်တော့ဘာလုပ်ကြတာလဲလူတွေတုံအုံနဲ့ဆိုတော့ရဟန်းတွေကလျှောက်တယ်စန္ဒကူးတပိတ်ကိုရှင်ပိန်တော်လာကောင်းငင်မှာတက်ပြီးတော့တကူပြပြီးယူတဲ့အခါမကြည့်လိုက်ရတဲ့လူတွေရောကြည့်လိုက်ရတဲ့လူတွေရောနောက်ကလေတကောက်ကောက်လိုက်လာပြီးတော့ပြပါအောင်နဲ့နောက်ကနေကြည့်မချင်တဲ့လူတွေကလိုက်နေတဲ့အကြောင်းဘုရားလျှောက်တော့မြတ်စွာဘုရားရှင်ပိန်တော်လာခေါ်ပြီးတော့ပြစ်တင်မောင်းမဲ့ပြီးအဲ့ဒီစန္ဒကူးတပိတ်ကိုအစိမ့်မော်ခွဲပြီးတော့ယဟန်နေသွေးပြီးတော့မျက်လုံးကွင်းနဲ့မျက်စင်းအဖြစ်အသုံးချခိုင်းလိုက်ပြီးတော့ဒီတပိတ်မျိုးကိုနောက်ထပ်မသုံးရဘူးပြီးတော့ဘယ်တော့မှတကူမပြရဘူးဆိုတဲ့စိတ်ကန့်ချက်ထုတ်လိုက်တယ်နော်ဘာလို့တကူမပြရတာတော့လို့ဆိုမြတ်စွာဘုရားရဲ့ရည်ရွယ်ချက်ကဘာလဲလို့ဆိုလူတွေကိုအထင်ကြီးအောင်လုပ်ပြီးတော့စီးယုံတဲ့နည်းကိုမြတ်စွာဘုရားကောင်းတယ်လို့မယူဆနော်တကယ်ကိုနားလည်ပါလဲဖြစ်အောင်အသိဉာဏ်ပေးပြီးဆုံးမတဲ့အနုတတနိပါဠိဟာတွေကတခုပဲဘုရားလက်ခံတကူပြစီယုံတာတွေကဘာတွေဖြစ်လာနိုင်တော့ဆိုရင်မျက်လက်ပြတာနဲ့သွားတူတယ်ပေါ့တော့ကြမျက်လက်တွေနဲ့တကူတွေနဲ့ရောထွေးပြီးတော့လူတွေကလမ်းလွဲသွားနိုင်တယ်မြတ်စွာဘုရားဆိုတာတရားတွေလမ်းလွဲသွားမှာအလွန်စိုးရိမ်တော်မူတယ်ဒါကြောင့်အသိဉာဏ်ကိုပဲပေးခြင်းဒီလိုစီယုံတာမျိုးကိုမြတ်စွာဘုရားလုံးဝမလိုလားသည့်အတွက်ကြောင့်တကူမပြရဘူးလို့ပြညတ်တယ်နားလည်အောင်ပဲဆုံးမသွန်သင်ရမယ်အသိဉာဏ်ပဲပေးရမယ်လို့ဒါကြောင့်မို့တကူ၃မျိုးရှိတယ်တစ်မျိုးကအခုလိုမြေရှိုးမိုးပြန်တကူတွေအမျိုးမျိုးလုတ်ပြတာအဋ္ဌိပါတိဟာရိယလို့ခေါ်တယ်အဲ့ဒါမျိုးမလုံးအောင်ဘူးတဲ့အာဒေသနာပါတိဟာရိယမင်းဘာတွေတွေးနေတာပဲခုနဒီလာတော့ဘာတွေကြမ်းနေတာပဲအခုဘာတွေပြောနေဘာတွေစိတ်ကူးနေတယ်ဆိုတာကိုအတတ်ပြောတဲ့သူများစိတ်ကိုဖတ်တဲ့သူများစိတ်ကိုဟောနိုင်တဲ့အတတ်မျိုးနဲ့လည်းမစည်းရုံးရဘူးတဲ့ဘာနဲ့စည်းရုံးရမလို့ဒီလိုမနေနဲ့ဒီလိုနေဒါတွေမတွေးနဲ့ဒါကိုတွေးဒီလိုနှလုံးမသွင်းနဲ့ဒီလိုနှလုံးသွင်းအကုသိုလ်ဆိုတာရှောင်ရတယ်ကုသိုလ်ဆိုတာလုပ်ရတယ်ဆိုတဲ့ဆုံးမသွန်သင်ချက်တွေသာလုပ်ရမယ်လို့မြတ်စွာဘုရားဆုံးမတာနော်အဲ့ဒါလို့သိက္ခာပုဒ်လည်းပြညတ်လိုက်တာရာဇဂိုမြို့တစ်မြို့လုံးလဲဒီအကြောင်းတွေအကုန်လုံးခိုးလေးတကြောဖြစ်သွားတယ်တကူပြတာကိုမြတ်စွာဘုရားကသဘောမကျဘူးရှင်ပိန်တော်လာအငေါက်ခံရတယ်ဆိုတာအစနော်ရှင်ပိန်တော်လာငေါက်ခံရတယ်တပည့်တွေတကူမပြဘူးမြတ်စွာဘုရားတားမြစ်တယ်ဆိုတာတွေရောကြားတော့ဘယ်သူတွေကြားသွားတော့ဆိုတော့ဟို
ပုရဏဂသဘာတို့မဂ္ဂလိဂောသလတို့ဟန်ဆောင်ပန်းဆောင်တွေအကုန်ကြားသွားတဲ့အခါကျတော့သူတို့ကဝါဒပြန်ဖြန်းညာကြည့်ပါလားငါတို့ကအဲ့ဒါကြောင့်မပြတာလူဆိုတာလားနော်ငါတို့ကဒီလိုဖြစ်မှာဆိုလို့ကိုမပြဒီအဲ့ဒီကိုတော့အကင်းမပါလားရဟန်းဂေါတမရဲ့တပည့်တွေမပါတာမလိမ္မာတာဒီလိုဖြစ်မှာဆိုတော့ငါတို့မပြတာဒီတကူဆိုတာတလောက်လေးနဲ့ပြရတာမဟုတ်ဘူးပေါ့ကြည်ရဟန်းဂေါတမကသူကသိက္ခာပုဒ်ပြညတ်လိုက်တယ်ဆိုရင်တော့ဒီစည်းကမ်းကြီးချလိုက်ပြီဆိုရင်တော့တို့ကတော့ဟန်ကြတာပဲကွာသူနဲ့တကူပြိုင်မယ်ဆိုပြီးတော့တို့ဘာရဖြတ်သူကလည်းသူတကူဘယ်တော့မှပြမှာမဟုတ်ဘူးမပြဘူးဆိုရင်သူရှုံးမှာပဲဆိုပြီးတော့အနိုင်တွက်တာနော်တွက်လိုက်တာတွက်လိုက်ပြီးတော့အဲ့ဒါဆိုရင်ငါတို့ရဟန်းဂေါတမနဲ့တကူပြိုင်မယ်ဒီတပိတ်လို့အစုပ်အနှုတ်မျိုးငါတို့တန်ဖိုးမရှိတဲ့ပစ္စည်းကိုယူပြီးတော့တကူပြတာမျိုးငါတို့ကမလုပ်ဘူးရဟန်းဂေါတမနဲ့တကူပြိုင်ရမယ်ဆိုရင်ငါတို့ကပြိုင်မယ်ငါတို့စွမ်းရည်တတ္တိတွေအကုန်ပြမယ်ဓမ္မစွမ်းရည်တွေအဲ့မှာငါတို့အကုန်ပြမယ်ဆိုလှုပ်လာကြပါလေရောအဲ့ဒီစကားကကျဲလောင်နဲ့ဘယ်ထိအောင်ရောက်လာတော့ဆိုဗေမိသာရမင်းကြီးရဲ့နန်းတော်ထိအောင်ရောက်လာတော့ဗေမိသာရမင်းကြီးကသောတာပန်ဆိုစိတ်ပူတာပေါ့စိတ်ပူတာမြတ်စွာဘုရားကတကူမပြဘူးလို့ပြညတ်လိုက်တယ်ဆိုတာဟုတ်သလားဆိုတာဘုရားစီသူလာပြီးတော့မေးတယ်ရှင်ဘုရားတကူမပြဘူးလို့ပြညတ်တယ်ဆိုဟုတ်လားသိက္ခာပုဒ်ထုတ်တယ်ဆိုတာဟုတ်သလားဟုတ်တယ်အဲ့ဒါကိုခွင့်ကောင်းယူပြီးတော့ဝါရတွေဖြန့်ကုန်ပြီရှင်ဘုရားနဲ့တကူပြိုင်မယ်လို့ပြောပြီအဲ့ဒါဘယ်လိုလုပ်မလို့ဆိုဟာသူတို့ပြိုင်ငါလည်းပြိုင်ရုံပဲပေါ့ကွာနော်သူတို့ပြိုင်ရင်ငါလည်းပြိုင်အရှင်ဘုရားကမပြိုင်ရဘူးလို့သူများတွေတားပြီးတော့အရှင်ဘုရားကိုယ်တိုင်ပြိုင်ရောတင့်တော်ပါမလားပေါ့လေနော်တင့်တော်ပါမလားဆိုမြတ်စွာဘုရားရှင်းရှင်းလေးရရှင်းပြတာတက္ကမင်းကြီးရဲ့တရဥယျာဉ်ရှိတယ်မဟုတ်လားတဲ့ရှိပါတယ်အေးတရတိတီးပြီးအမဲ့နေတဲ့အချိန်မှာဆိုရင်တရတိကိုဘယ်သူမှမခူးရလို့ဥပဒေထုတ်တယ်မဟုတ်လားထုတ်တယ်ဒါဖြင့်သင်မင်းကြီးဥယျာဉ်နဲ့သွားတဲ့အခါကျတော့သင်မင်းကြီးတရတိခူးတော့ဘာဖြစ်ဒါတပည့်တော်ဟာပဲတဲ့တပည့်တော်တော့ကြိုက်လို့ခူးလို့ရတယ်အေးအဲ့ဒီတိုင်းပဲငါပြည့်ညတ်တာကတပည့်တွေအတွက်ပြည့်ညတ်တာငါတော့ကြိုက်တယ်လို့ပြလို့ရတယ်အဲ့ဒါလို့လဲဗိမိသာရမင်းကြီးကိုပြောလိုက်တော့ဗိမိသာရမင်းကြီးကအဲ့ဒီသတင်းကိုဖြန့်လိုက်တဲ့အခါကျဟာကိုချိုးနေဖေးနော်ရဟန်းဂေါတမသူကိုယ်တိုင်တကူပြမယ်လို့ပြောတယ်ဆိုအကြက်ရိုက်ပြီးအကြံထုတ်ကြပြန်အောင်သူတို့အဲ့ဒီအကြံထုတ်တော့မြတ်စွာဘုရားကဗိမိသာရမင်းကလျှောက်တယ်ရှင်ဘုရားတကူဘယ်တော့ပြမှာနော်ဘယ်တော့ပြမှာဆို4 လလောက်လွန်မှငါပြမယ်အခုမပြသေးဘူး4 လကျော်မှပြဝါဆိုလာပြီနေကြမှာပြမယ်ပေါ့ဒါဖြင့်ဘယ်မှာပြမှာတော့ဆိုရာဇဂိုမှာမဟုတ်ဘူးတာဝတိဇေရုံမှာပြဆိုတော့ခုနဟန်ဆောင်ပန်းဆောင်သမားတွေကလည်းအေးရဟန်းဂေါတမပြမယ်ဆိုရင်လေဘယ်နေရာဖြစ်ဖြစ်စိန်လိုက်ပေါ့ဟောစိန်ခေါ်ရင်တိမ်ပေါ်ထီအောင်လိုက်မယ်ပေါ့သူတို့ကလည်းအဲ့ဒါလိုက်မယ်ပြိုင်မယ်ဆိုပြီးတော့ဝါရဖြန့်ထားကြတာနောက်ဆုံးကြတော့4 လကျုံတဲ့အခါမှာမြတ်စွာဘုရားကတာဝတိရာဇဂိုကနေတာဝတိကြွတော့တကူကြည့်ကျင်တဲ့လူတွေကလည်းပဲပြိုင်ပွဲကိုစိတ်ဝင်စားလို့လိုက်လာကြတာလူတွေကအိမ်ပြစ်အိုးပြစ်အိမ်ပြစ်နဲ့တခါတည်းအကုန်လိုက်ကြတာကုန်းလုံးဗျာဒိတ်ပွဲဒီတကူပြမဲ့ပွဲကိုလာကြည့်ကြတာအဲ့တော့ဘယ်နေရာပြမှာတော့စုံစမ်းတဲ့အခါဒိဋ္ဌိတွေကတော့မဏ္ဍတွေအကြီးကျယ်ဆောက်ပြီးတော့အဲ့သူတို့တကူပြရင်မဏ္ဍတွေမှာပြစတေးရှိုးပြမှာနဲ့တူတယ်သူတို့အဲ့လိုမဏ္ဍတွေဆောက်တယ်မြတ်စွာဘုရားကတော့ဘယ်မှာပြမှာတော့ဆိုငါတရေပင်အောက်ပြတရေပင်အောက်ပြမှာဆိုတော့ဒိဋ္ဌိတွေကကြိုတင်ပြီးတော့ပတ်စံနေပေးတာဝတိမျိုးရှိတဲ့တရေပင်တွေအကုန်နှုတ်အကုန်ခုတ်တပင်းမှမကြံတော့ဘယ်နေရာသွားပြတရေပင်မှန်သမျှအဲ့ပြောင်းသွားရောပတ်စံပေးပြီးအကုန်ရှင်းပြစ်တယ်အဲ့ဒီတော့မြတ်စွာဘုရားကရှင်ဘုရားတရေပင်နဲ့တပင်းမှမရှိတော့ဘူးတကူပြမှာတရေပင်အောင်ဆိုဘယ်လိုလုပ်စိတ်မပူနဲ့အချိန်တန်တော့ရလာလိမ့်မယ်ထူးထူးခြားခြားအဲ့ဒီဝါဆိုလာပြီနေ့မနေ့ပိုင်းမှာဘုရားဆွမ်းခံတဲ့အခါဘ
ရင်ကြီးရဲ့ဥယျာဉ်ထဲမှာဒီတရက်ပင်တွေရွက်ပုံးသီးလို့ခေါ်တာပေါ့နော်ခါကျင်တွေကနေပြီးတော့အရွက်တွေထုတ်ထားပြီးရွက်ပုံးသီးကြီးတစ်လုံးကကျန်နေတယ်ဘာဆိုလားဆိုတော့တရက်သီးလက်ကျန်နေရှိသေးတယ်လေအဲ့ဒီတရက်သီးတစ်လုံးကကျန်နေတာကျန်နေတော့တရက်ဥယျာဉ်ကန္တာဆိုတဲ့တရက်ဥယျာဉ်မှုကအဲ့ဒီသစ်ပင်တွေလိုက်ပြီးတော့ကြည်ရင်ကနေပြီးတော့အဲ့တရက်သုံးကြီးသူတွေ့လားတရက်သီးကြီးကလည်းကြီးတယ်တလုံးနဲ့ကြမ်းတာအဲ့ဒါကြီးခူးပြီးတော့ဘယင်သွားဆက်မလို့လာတာလမ်းမှာဘုရားနဲ့တွေ့တဲ့အခါကျဩဘယင်ဆက်ရင်ငါဆုတော်လက်တော်လောက်ပဲချမှာပါဘုရားလှူတာကပိုတန်မိုးရှိပါတယ်ဆိုပြီးမြတ်စွာဘုရားကိုတရက်သီးလောင်းလိုက်တာအဲ့ဒီချိန်မှာမြတ်စွာဘုရားကရှင်အနန္ဒာကိုကြည့်တော့ရှင်အနန္ဒာကအဲ့ဒီတရက်သီးကိုမြတ်စွာဘုရားကိုခွဲပြီးတော့ကတ်တာခွဲကပ်ပြီးအဲ့ဒီချိန်မှာကန္တာဆိုတဲ့တရားဥယျာဉ်မှုကလည်းသဘောတွေကြပြီးစိတ်ထဲကကြည်နူးကြည့်တယ်တရားသည်ခွဲပြီးတော့မြတ်စွာဘုရားကိုယ်တိုင်ဖုံးပေးပြီးတော့တရက်စိကိုအဲ့ဒီကန္တာတရားဥယျာဉ်မှုကြီးကိုဘယ်နေရာမှာစိုက်လိုက်ဆိုပြီးတော့ခိုင်းတယ်တရက်စိမြေပေါ်လဲကြပြီးတော့မြတ်စွာဘုရားကတရက်သည်ဖုံးပေးပြီးတဲ့လက်ကိုဆေးလိုက်တဲ့ရေနဲ့အဲ့ဒီတရက်စိကိုလည်းလောင်းလိုက်အောင်တခါလဲကြီးမားတဲ့အညောက်ကြီးထွက်လာပြီးတော့ဝုန်းဝုန်းဝုန်းနဲ့တရက်ပင်ကြီးကအကြီးဖြစ်လာချက်ချင်းကြီးနော်စီဘီကြက်တောင်ဖြစ်သေးတာပဲတကိုးတဲ့ကတော့ဖြစ်မှာပဲနော်အဲ့ဒါလို့တရက်ပင်ကြီးကချက်ချင်းကြီးကြီးလာတာချက်ချင်းကြီးကြီးလာတော့ဘုရင်ကြီးကတရက်ပင်ကြီးပေါက်တယ်လဲကြားရောအဆောင်ချထားတာဘယ်သူမှမခုတ်ရဆိုဘုရင်ကအဆောင်ချလိုက်တာတရက်ပင်ကြီးကလည်းကြီးလာပြီးတော့ချက်ချင်းပဲအပင်ကြီးအကြီးကြီးဖြစ်ပြီးတော့တရက်သီးသီးတဲ့ຢာသီလောဖြစ်တဲ့အခါကျတော့အဲ့ဒီကန္နာဆိုတဲ့တရက်ပင်ကြီးကအသီးတွေသီးလာအေးလူတကာအဲ့ဒီတရက်ပင်ကြီးသီးတဲ့အခါကျတရက်သီးတွေကိုတရက်သီးတွေစားကြရတယ်ပေါ့နော်စားကြပြီးတရက်စီတွေနဲ့ခုနကတရက်ပင်ခုတ်တဲ့ဒိဋ္ဌိတွေကိုပြစ်ပေါက်ကြတယ်ဆိုအဲ့ဒါလို့တရက်ပင်ပြန်ရသွားတဲ့အချိန်တကူကဘလို့ဖြစ်သွားတော့ဆိုမြတ်စွာဘုရားကဘာဆိုလာပြီးနေကြတယ်ကိုပြမဲ့အချိန်လေးမှာတကူပြမဲ့နေ့မှာဘာဖြစ်လာတော့ဆိုတိမ်နေရရှင်းပြီးတော့နေတွေကဓာပူလာအခုခေတ်မှဒီအိုဆုံးလွှာပေါက်တာမဟုတ်ဘူးအဲ့တုန်းကလည်းအိုဆုံးလွှာပေါက်လိုက်တာပေါက်ပြီးတော့ပူလိုက်တာမပြောနဲ့တော့အဲ့ဒိဋ္ဌိတွေချွေးပြိုက်ပြိုက်ကြနေတဲ့အချိန်လေးမှာလေမုန်တိုင်းတိုက်တာမန္တတွေအကုန်ပြက်လွင့်နော်ချွေးတွေနဲ့တန်တွေနဲ့ဖြစ်နေတဲ့အချိန်မှာဖုန်တွေကသူတို့တစ်ခုလုံးကတ်အဲ့ဒါလို့ဒုက္ခတွေရောက်မန္တတွေအကုန်လွင့်နေတဲ့အချိန်မှာစိတ်တွေညစ်ပြီးတော့အကုန်ပြေးကုန်တဲ့အချိန်လေးမှာမိုးရွာပြီးတော့မြတ်စွာဘုရားကကန္တဆိုတဲ့တရားဥယျာဉ်ကြီးမှာကန္တဆိုတဲ့တရားပင်ကြီးရဲ့နေရာမှာတရင်သုံးရင်ကနေပြီးကောင်းကင်ယံမှာဒီဇဉ္ဉံကြီးကိုဖန်ဆင်းပြီးတော့အရှိနောက်ဇဉ္ဉံကြီးဖန်ဆင်းပြီးတော့ရေမီးအစုံတကောပြာတွေဟာကိုပြတယ်မြမပြည်မှာခဏခဏကြားဘူးနေတဲ့ထူးမခြားနာတခြင်းဟာအဲ့ဒါကိုပြောတာနော်ထူးတယ်ရေနဲ့မီးနဲ့ဖြစ်ပေါ်လာတဲ့အချိန်ဟာမခြားနာဘူးအမှန်တမ်းထူးဆန်းမိမယ်လို့မခြားနာဘူးတကယ်တော့မြတ်စွာဘုရားကရေဖြစ်အောင်ကအာဘောဂတိုင်းဝင်စားပြီးတော့ဖန်ဆင်းရတယ်မီးဖြစ်အောင်ကတေဇောဂတိုင်းဝင်စားပြီးတော့ဖန်ဆင်းရတယ်ရေနဲ့မီးဟာတပြိုင်တည်းဖြစ်တာမဟုတ်ဘူးမိုးမင်းလို့ဆိုတဲ့အခိုက်အတန့်လေးတွေကကွာခြားတယ်သို့တော့အလွန်နှင်းမြန်သည့်အတွက်ကြောင့်တပြိုင်တည်းလို့ကြည့်တဲ့ပုဂ္ဂိုလ်တွေမှာဖြစ်ပေါ်လာတယ်ရေမီးအစုံတကောပြာတွေဟာကိုပြတာဟာလည်းပဲဒီဝါဆိုလာပြီးနေပဲဖြစ်ပါတယ်တဲ့ဒါမြတ်စွာဘုရားဘဝနဲ့ပတ်သက်တဲ့ဒီလေးခါကြုံခဲ့တာနော်တဏိခါတာလည်းပဲဝါဆိုလာပြီးနေပဲတောထွက်တာလည်းဝါဆိုလာပြီးနေပဲဓမ္မစကြာတရားဟောတာလည်းဒီဝါဆိုလာပြီးနေပဲဖြစ်ပြီးတော့ရေမီးအစုံတကောပြာတွေဟာပြပြီးတဲ့အဆုံးမှာမြတ်စွာဘုရားတာဝရိန္ဒနတ်ပြည်ကိုကြွသွားပြီးဒီအဘိဓမ္မာတရားဟောဖို့ဆိုတာလည်းပဲတကောပြတဲ့နေ့ဟာဝါဆိုလာပြီးနေပဲဖြစ်ပါတယ်ဒါကြောင့်မို့
နေတူးနေမြတ်ဖြစ်တဲ့မြတ်ဗုဒ္ဓရဲ့ဘဝနဲ့ဆက်ဆက်နေတဲ့ဝါဆိုလပြည့်နေ့အခါသမယမှာမြတ်စွာဘုရားနဲ့ပတ်သက်တဲ့ထူးခြားမှုတွေကိုအာရုံပြုပြီးတော့ကြည်နူးရတဲ့ပီတိသောမနတကုသိုလ်ဟာအင်တန်မှကောင်းကျိုးချမ်းသာတွေကိုပေးနိုင်တဲ့ကုသိုလ်တူကုသိုလ်မြတ်ဖြစ်တယ်ဆိုတဲ့အကြောင်းဝါဆိုလပြည့်နေ့အမှတ်တရအဖြစ်ဖြင့်နာယူမှတ်သားကြတဲ့သူတော်စင်အများကောင်းကျိုးချမ်းသာတွေဖြစ်ပွားပြီးကုသိုလ်တရားတွေများပြားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပွားရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဖုံးလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရာတိတဝေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောက်ပြုပါဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်တဝေတံကျွမ်းမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရာတိမြင်မြန်ဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးပွဲကြုံဖူးပွဲညကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြန်ပီတိတည်ဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်တည်း